ရောက်နေလာပြီငြိမ်းချမ်းမေရွှေမြမပြည်ရောက်နေလာပြီငြိမ်းချမ်းမေရွှေမြမပြည်ခုလိုအားရပါရပြီးဆိုပြောပြပေးပါမယ်။မာကြီးမမိုင်ဆိုင်ရာဂျေဇုအထူးတင်ရှိပါတယ်ခင်ဗျာ။လက်ကောင်းဩဘာအဖြစ်၆နာရီကုန်ပြလိုက်ကြရအောင်ပါခင်ဗျာ။ဘောဘောအမေကပါတော့လည်းဆင်းရဲကြတယ်မှာပြောရဲခုချက်မှန်အလေးကြတာကတော့အားလုံးစောင့်မျှော်နေကြတဲ့ဒေးတန်ရှင်အားလုံးလေးစားပါခင်ဗျာကျွန်တော်ဒီစချင်မှာပါဝင်နိုင်လို့တော့ကျွန်တော်မျိုးရင်းပေါ်ပြီးသွားတယ်ဒီမကောင်းဘူးအတန်တော့တော်တော်လေးပြာနေတယ်ဒါမဲ့ကျောင်းတော်ကြီးကိုချစ်လို့ကျွန်တော်ကျောင်းတော်ကြီးကိုဦးစီးဆောင်နေတော့ပေါ်မကထုတ်ပြီးဆရာကြီးတွေဆရာမကြီးတွေဆရာဆရာပဲသူအထူးသဖြင့်ကျောင်းတော်ကျောင်းသားတွေအရင်ချစ်လို့ကျွန်တော်ချက်မှရင်မကောင်းတဲ့ဈာကနေတော့မှဒါရောက်ပြီးချုပ်ပြတာဖြစ်ပါလေဆိုတော့ကျွန်တော်ဒီချိန်အများကြီးဖြစ်နေတယ်။ကျောင်းအရာကျွန်တော်ကအတိုင်းလေးပြရတယ်ကျွန်တော်မနှောပြေကိုရောက်ရှိလာတယ်ကျွန်တော်ရဲ့ဘိုင်နာနီကိုအချိန်ကြီးပြင်ချင်မှုရခန်းရှာအော်ရချပါလေဆိုတော့တော်လိုင်းပါအခုလို့ကျွန်တော်တွေးစီနေလို့ဆိုတော့စနေပြန်ပါဝင်ရအောင်ဆိုတော့ဒီချိန်ကအများကြီးဆိုပြီးချင်တယ်ကျွန်တော်ရဲ့ကျမ်းမာရေးရတော့စုစုပေါင်းဆံတဲ့ပုတ်ကျွန်တော်ပြောပြချင်ပါလေလို့ကျွန်တော်တို့ကချင်ပြည်ကနေအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာIt's
မင်္ဂလာပါခင်ဗျာရောင်နီလာပြီး Federal ရွှေပြည်ဆိုတဲ့ကမ်ပိန်းလေးအကြောင်းသိပြကြပြီလားခင်ဗျာဒီကမ်ပိန်းလေးကတော့ကျွန်တော်တို့ကချင်ပြည်နယ်ပညာရေးဆောင်အောက်မှာရှိတဲ့တက္ကသိုလ်အသီးသီးမှာတော်လန်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကနေပြီးတော့မြေပြင်ရှေ့တန်းတပ်ဖွဲ့ဝင်များအတွက်တရတာထောက်ပံ့ကူညီပေးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်နေတဲ့ကမ်ပိန်းလေးပဲဖြစ်ပါတယ်ခင်ဗျာယခုချိန်မှာဒီကမ်ပိန်းသတ်မှတ်ကာလရောက်ရှိသွားပြီဖြစ်ပေမဲ့ရရှိထားတဲ့ပမာဏကတော့ကမ်ပိန်းသတ်မှတ်ပမာဏ3500ရဲ့17%ပဲရရှိနေသေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကမ္ဘာတော်ဝမ်းမှာရှိတဲ့တော်လန်မိဘပြည်သူတွေအနေနဲ့ဒီကမ်ပိန်းလေးကိုပါဝင်ထောက်ပေးကြဖို့အတွက်တိုက်တွန်းနှိုးဆော်ချင်ပါတယ်ခင်ဗျာ။ခေတ်သစ်မီဇီမာ People Voice Television Page တွေကနေအပတ်စဉ်တောက်ကြနေ့ညတိုင်း9:00 နာရီမှာတင်ဆက်နေကြဖြစ်တဲ့ဒီတက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ကမ်ပိန်းပေးပွဲဗီဒီယိုတွေကိုကြည့်ရှုခန်းစားပြီးတော့ဇူလိုင်လ24ရက်နေ့ကမ်ပိန်းပိတ်သိမ်းတဲ့ကာလအထိပါဝင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဇူလိုင်လ24ရက်နေ့အထိပဲပါဝင်နိုင်မှာဖြစ်ပါတယ်ဒီကမ်ပိန်းလေးကိုပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာပေးထားတဲ့ link ဖြစ်တဲ့ရောင်နီလာပြီး Federal ရွှေပြည် Facebook page ကနေတိုက်ရိုက်ဆက်သွယ်ပြီးတော့လူတန်းပါဝင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကဘာတခွင်မှာစာတင်ကမြမပြည်ရဲ့တောင်းစစ်တီများယခုနောက်ဆုံးတင်ဆက်ရန်အလေးကြတာကတော့စေတက်ကရုံမန္တလေးနောက်ဆုံးနှစ်အပိုင်းခါမှာတော်လန်ကျောင်းသားလေးတွေ့တဲ့ဟိန်ရဲ့ရောင်နီလာပြီး Federal ရွှေပြည်နှစ်ပါးတွားကဏ္ဍလေးပဲဖြစ်ပါရဲ့ရှင်လူရွှေတော်ကြီးများအဖြစ်ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်စေသိပ္ပံတက္ကသိုလ်နဲ့ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့မှကျောင်းသားများကပါဝင်အားဖြည့်ထားတာဖြစ်ပြီးမင်းသမီးများအဖြစ်ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်အသီးသီးမှကျောင်းသူလေးများကပါဝင်အားဖြည့်ထားတာဖြစ်လို့ရှုစားအားဖြည့်ထားရပါရှင်
မျက်လုံးကချင်းတယ်ကျွန်တော်ဘာမှမမြင်ရဘူး discriminate မလုပ်နဲ့ဆိုတော့ကျွန်တော်တို့ရောင်နီလာပြီး Federation ကြီးဆိုတဲ့နပါးသွားလေးကိုကျွန်တော်တို့ရွှေရွှေတော်ညီကို9ယောက်နဲ့စဖွင့်မယ်ပေါ့ဗျာဆိုတော့ခွန်းတောက်လေးနဲ့ကျွန်တော်တို့ဖွင့်နေတယ်ဗျာဒီအချိန်ကကျွန်တော်တို့ຫນွေဥကာလမဟုတ်ဘူးလားဗျာပါတယ်ခင်ဗျာຫນွေဥကာလမှာကျွန်တော်တို့ရဲ့အနာဂတ်တွေကိုဒီအာနာယူတကောင်မှတိန်းသွားလို့လားຫນွေဥတွေကမပွင့်လန်းတဲ့ຫນွေဥတွေကိုကျွန်တော်တို့ကြော်ဖြတ်နေရတာဖြစ်ပါတယ်ဆိုတော့ຫນွေဥရဲ့ဒီချိန်ခါရောင်ရီရဲ့တန်ပါလို့ကိုယ်တွေးစို့စမိတ်စာတွေကိုလောအပြုတ်စောဖို့အပြတ်စောဖို့ပြောက်စောဖို့ Federal Street ရောလို့ယောဂမန်လို့ယောဂမန်၍တို့ပြည်သူတွေတို့တော်လန်ပြည်သူတွေစီလုံးစို့လားညီညွတ်စို့လားအာထုတ်စို့လားကဲကျွန်တော်တို့ဒီကိုယ်တွေဒီလိုစုံတွေ့ရတာအရင်ကပြောပါတယ်ပြည်သက်တင်နေဆိုရင်လည်းပြောတယ်ဆိုတော့ဆောနာကျွန်တော်တို့2ယောက်ပဲမိတ်ဆက်ထားတာဆိုတော့ကျွန်တော်တို့အားလုံးမိတ်ဆက်လိုက်အောင်ကျွန်တော်တက်တက်ပါခင်ဗျာ ကျွန်တော်တေးလေးပါခင်ဗျာ ကျွန်တော်အဆောင်ပါ ဘုရားဘုရားမသိသေးဘူးဘုရားကရှိနေလို့ရှိရင်ကျွန်တော်တို့ဒီအခြေအနေကိုဘုရားမြင်ရမှာမဟုတ်ဘူးဗျာ ဘုရားရ ကဲဇင်းလာမယ် တော့ကိုတင်နေရဲ့ အေးဘိုးချုပ်ကရန်ကြောင်ပြောတယ်ဘိုးချုပ်ကလည်းပြန်လာလို့မရဘူးတိ ဟာဘော မဟုတ်ဘူးလာမယ်ဆိုရင်ဝါသားဂိတ်တွေအများကြီးခင်ဗျာလည်း ဟုတ်တော့ ထုတ်ထားပြီကျွန်တော်ကြားတယ်ကဲဆိုတော့ကျွန်တော်တို့ဒီຫນွေဥကာလာမကြခင်မှာလည်းဒီတကြံကာလာကိုရောက်တော့မှာနော် ဒါပေါ့ဗျာ ပုံမှန်ဆိုရင်ကျွန်တော်တို့ကြားမရဆင်းပြီးမှမကောင်းတဲ့လူတွေကိုခွေးလေပန်းနဲ့မှတ်တာဟုတ်တယ်ဒီနေ့မဆင်းနိုင် ဘာသာလို့လို့ ဘူးစုံရန်ခေါ်မှာကြောက်တယ် ဒါမျိုးတော့ ကြားမလဲချောင်းဘူးလား မပြောတော့ပါဘူးကွာဒါမျိုးကတော့ တရားမင်းမပြောနဲ့ဒီကောင်တွေဖျားဖျားတော့တည့်ရကောင်တွေမဟုတ်ဘူး ဟုတ်လား ဖျားရည်လည်းဘုံကျဲတယ်ဖျားเจ้าတွေလည်းဘုံကျဲတယ်ဘဲပါတာမဆိုဘုံကျဲနေတဲ့ကောင်တွေ ဒါတော့ဟုတ်ပြီဗျာမှန်တယ်ဗျာ အဲ့လိုကောင်တွေတရားမင်းကြောက်မယ်ခင် ကြောက်တော့ပါကြောက်တော့ ဗျကြည်ကြည်လာရင်ကြောက်တယ် ဒီလာတော့တော်ကြောက်တယ် ကဲ စစ်တောင်း ကဲကိုစီဘယ်ရောက်လာလဲခင်ဗျာ ကျွန်တော်အညာကပါဗျာညာတော့ပါ အာဘယ်ဘာလဲတာလို့ဟာ ဘာတော့မ အားလည်းဒီချာကြီးမင်းအောင်လိုက်စောင့်ရရပ်ဘူးလို့ရိုက်တယ် တိုင်းတိုင်းဒီမှာပါရိုက်ပါ ဟော မင်းရရင်အဲ့လိုမရရအောင်ဒီလိုရရတယ် ဟုတ်လား ငါမင်းအောင်လိုက်ရိုက်ချင်လို့ရရတာပရိသတ်တယောက်တည်းရိုက်စေချင်တာဟုတ်တယ် အာ ဒီကလည်းပါလေ ရိုက်ချင်တဲ့လူချင်းဟိုတရား9000ဒီရိုက်ခိုင်းတယ် ရတယ် စင်တော်လိုက်ရရနော် ကဲဆိုတော့မင်းကရိုက်လို့ရဒီကောင်တော်တဲ့နေရာရှိတယ် ဟုတ်လား ဆိုစမ်းပါဦး ဘင်းနေရာတော်တော်လုံးပါမင်းဒီကောင်နော် မင်းဒီကောင်နေရာပေးရနေရာမှာတော်တယ် ဟုတ်လား မင်းငါစွမ်းနာပြောလို့ပဲဒီကောင်ကကြားမင်းတော်ရှောင်းစမှုတန်ဆွဲမဲ့ကောင်တွေပေါ်တာဆွဲမဲ့ကောင်တွေပါမင်းဒီလမ်းတော်လမ်းလာရေးဆိုနေသူတို့ကဆွဲတယ်ပြီးလို့ရှိရင်အသက်အကြီးငယ်ကြားမမကြီးဆွဲတာပြင်နေရာပေးရနေရာလေငါတို့ဘက်ကလူကြီးတွေတော်တယ်ပါရှင်းရစီးပြင်းတာမျိုးမှာမင်းနေရာပေးတာမှာအများကြီးမျိုးဆိုင်မှာအများကြီး အဲ့ညမှာတော့ငါတို့တော်လည်းလူကြီးတယ်တာတော့ပြီကွာ ဟဲ့အောင်ဆောက်ရှောက်ငါတို့တော်တိုင်းတွေကလူငယ်တွေက
ဆီယာနာရှင်စနစ်ကိုတော်လာမယ်ဆိုတဲ့စိတ်နဲ့လက်နဲ့ကင်တော်လာကြတာကွာမစီခွေးတွေနဲ့မနိုင်နဲ့ကွာ မလို့ဟာအတင်းကြီးပါလေနေရာအချင်းချင်းနေရောက်ရှိရင်တော့မခွဲခွဲတယ်ဆိုတော့ကြည့်ကြပါဦးဗျာ နေရောက်ရှိတယ်နှစ်ဖက်ခွဲတယ်ဒီကောင်ကြီးကမရဘူးမြန်မာရေးဆိုအဲ့လိုပဲနေရောက်ရှိရင်နှစ်ဖက်ခွဲတယ် ကိုက်မယ်ဆိုတာကြီး ကိုက်နေဆိုတာပဲမင်းတို့ပြီးမှကစင်နောက်မှာကတ်တယ်စင်နောက်မှာကတ်ရမယ်ဟိုလူတွေဖွဲ့အရက်မတင်နေတယ်အများကြီးကျန်တယ်ကတ်တယ်မယ်အဲဆိုတော့ကျွန်တော်တို့အခုဒါတက်ကလို့အကြောင်းကြီးအကြောင်းသားတယ်အုံနောက်ကလည်းကောင်းတယ် ကောင်းတာပေါ့ဗျာ ဝက်ကြလို့တာကြားတယ်အုံနောက်ကကောင်းတယ် ဒါမို့ အေးဒါမှမဟုတ်အစပြန်လို့ပြောတော့မင်းတို့ညံဘလောက်ကောင်းလဲငါစမ်းချင်တယ်ဘယ်တော့ဦးဆုံးအသက်အကြီးဆုံးအသက်ကြီးသလားဟွာဖြစ်နေတာဒီမှာအရေးပုတ်နေတာခမရအောင်ရင်မေးမယ်ကျွန်တော်တို့အထက်ကကျွန်တော်ဒီတိုင်းလုပ်လို့ဇွန်နာကျွန်တော်ဆွချေးဝင်ရ1000ရတာပြီးစင်ပေါ်မှာလည်း1000ကောက်ရတယ်ပြုရလည်းမကြည့်ဘူးအဲခမရနဲ့ကျွန်တော်9000စီယူရနော် သိပြီဟော ပတ်စံလေးလောင်း ရတယ်ဗျာလောက်ပါလေ ငါမေးကိုဖြေနိုင်လို့ရှိရင်မင်းတို့က1000ပဲပေး sorry 9000ပေးရောငါ9000ပေးမယ်ဒါပေမဲ့မင်းတို့မဖြေနိုင်လို့ဆိုရင်ငါ1000ပေးမယ်ကွာငါးစားတစ်စား သိပြီဟော ဖြေချင်လားရရနော် ငါတို့9000ရမှာနော် အေးမင်းတို့ဖြေနိုင်9000ရအောင် ငါတို့မပြနိုင်ရင်မင်းကမင်းတို့တက်တောင်းပဲပြီ အေးငါ့1000ပဲပေးရအောင် ရတယ်ဖြည့်မယ်ဖြ အေး ည့် ငါမေးမယ်နော် ပြီပါ ခင်ဗျားရေမေးမယ် ပြီပေါ့ အာဟာတိတ်ပြီးနောက်ပိုင်းမှာပြည်သူတွေအရန်ပြောင်းနေတဲ့ຢာဘာလို့ ဟာလွယ်ပြည်သူရဲ့အိုးအိမ်ရှိတွေဆိုင်ကယ်တွေကားတွေဘောဟာ ဒါပေါ့ဟုတ် ပေး1000ရင်ပေး ဟာ ဘာဆိုင်နေ အဲပြီးမှပေးမဟုတ်ဘူး ဘာလို့ ပြည်သူလူငွေတွေ အာတော့ဗျာ မဟုတ်ဘူးနောက်တစ်ယောက်မေးမယ်ငါ1000ရပြီနော်အေးမင်းစေးချောင်းသားမလား ဟုတ်တယ်ဟုတ်တယ် စေးချောင်းဆိုတာကလည်းပြော အေး9000ငါရပြီငါရပြီဒီလောက်လွယ်တော့ကွာဒီကောင်မတည်ဘူးတောင်ကြီးဒီလိုတော့အတင်းနဲ့ကျင်းမှာဟာဒီခြေတော့ဆိုတာအခုလုံငယ်တွေမှာစစ်စားနေတယ်မူးရီစေဝါတူလေကွာ ပေးတော့ ဆရာဆရာ စေးချောင်းက6တေကိုပြောတာစေး ဘမတော့ မမလာဘူးလား တို့ကွာ လည်းထိုးပြလို့လေငါအခု2000ရပြီတော့နော် ဟောပါလား မင်းတို့ကလည်းပါသွားပြီတော့လေ ဆက်မေးမှလာဗျာ မမေးတော့မင်းတို့2000ဆိုရင်ရပြီမင်းတို့ငါ့ကိုပြန်မေးကွာငါဖြေမယ် ဟုတ်ပြီမင်း ဒါနဲ့ငါပြောရမယ်နော်ငါဖြေနိုင်မင်းတို့9000ပေးရမှာနော် ဟုတ် ရတယ် ငါရှုံးရင်1000ပဲပေးမှာ အဲ့ဒါဘော မေး ဒါဆိုရင်အလွယ်ဆုံးမျိုးကွာ မင်းကြိုက်လို့မင်းကနာမတော်ရင်ယောက်ျားချင်းတော့မင်းစေးချောင်းကောင်ဆိုတော့ငါသိမကြုံဘူး ဟုတ်ပြီဟုတ်ပြီဒါဆိုမအားလားဆိုတာဘာကိုပြောလဲ လွယ်လေးကအကျန်းဖက်စစ်တပ်ရဲ့ခေါင်းဆောင်မင်းအောင်နိုင်ကွာ ဘာလဲခင်ဗျာ မအားလားဆိုတာ ရ မအေးလို့မတ်မေလို့ ဟဲ့မချိန်နဲ့ဘူးရမချိန်နဲ့ဘူးငါပြန်မေးမယ်မင်းကကချင်တိုင်းလားဆိုတော့ကွာမင်းတို့ဒီမျိုးကဘယ်လိုလဲညုံထုံးနဲ့မင်း1000ပေးရမှာကြောက်လို့မလား စိန်လိုက်တယ် တော့ရောမင်းအဲ့လောက်ကြောက်နေတယ်မင်းဒီမမေးသူရင်မင်း တွေ့လားကြိုက်တော့မေးအကုန်ဖြည့်ပြီ ငါတို့တက်ကြိုကျောင်းသားဆိုတော့သူငယ်တန်းလေးကတိတဲ့ရအောင်မင်းလဲကကြီးခဝေးဆိုပါ ဟာမင်းပိုက်ဆိုင်ရင်ထုတ်ပေးလိုက်တော့ မင်းရင်ဖြေ အ စား ပိုက်ထက်ကလေးကအစတည်ရင်တော့ကာကြီးခါဝဲဆိုတော့ မင်းရင်ဖြေလို့ ညီမ BX ရရဲ့အစ 1000ပေး1000 ဘာ ပေး ကြီးရဘာလို့ပြရမှာလဲ ကချင်ရက်ကိုပြော ဟာ ပတ်စံရှာရလွယ်တာကော ဘာမှလည်းဆိုင် မင်းရောလာမယ်ငါစောနာ1000ပြန်ပေးလိုက်ရဆိုခုကမှ2000ရှိတယ် ဆိုရင်ပြောမခံနဲ့တော့ဒီခေါက် စောနာဟိုဟာစောနာကကြီးခဝေးပြေဆို ABC ဆိုပါလေ ဒီခေါက်ဒီစားချင်းစဉ်းစား ရှေ့ကောင်လည်းခံပြီးတော့ရလွယ်လွယ်နဲ့ဟာ ဒီကောင်အဆုံး ABC ဆိုတာငါတို့ကျောင်းကတစ်ထည့်ပြီးတော့လေဘီယာကွာ ပေး1000 ဘာဆိုင်လို့လဲ The thing in that day ပြောင်းပြောင်းအင်္ဂလိပ်ကြီးအဖြစ်အောင်ပြောတာလွယ်တာကောနေ့တိုင်းပွဲလောက်ခိုင်းမယ်မင်းသားတို့တည်းဟဲ့ကဲလာပြီးငါလည်းခိုင်းပြီဆိုတော့ငါတို့ပွဲပဲလေပြန်လိုက်လိုက်ရအောင်
ဘော သူတို့လည်းကကျင်နေပြီခုံကျင်နေပြီပတ်စံလေးအဲ့မှာကြာမှာဟုတ်တယ်လိုက်ကောက်လို့ရဟုတ်တယ်ဟုတ်ချစ်ဆိုတော့ငါတို့ဒီနေ့ပွဲနေမှာပါ ရောင်းနေလာပြီဖက်ဒရယ်ကြီးတဲ့လား အတော်ကိုအတိတ်ပဲပြီးသွားတဲ့နာမည်လေးပဲ မနာဘော ကျွန်တော်တို့ဒီလိုရောင်းပြီးတာဖို့ဆိုတာလေကျွန်တော်တို့ရှေ့တန်းကတော်လန်ရေးရဲဘော်တွေပါဝင်ကဏ္ဍအသီးသီးကနေចောင်းသားပြည်သူလက်သွဲညီပြီးမှစူးစမ်းခဲ့လို့ဒီလိုချင်းတွေရောက်တာမဟုတ်ဘူးလား ဟုတ်တာပေါ့ခင်ဗျာ ဘောဗျာ ကဲဆိုတော့ကျွန်တော်တို့မင်းသားလေးတွေးသိနေရတယ်သူတက်ထားတဲ့အမှုပညာနဲ့ဒီစခွေးတွေကိုတော်လန်ရေးနဲ့မှဒီတချင်းလေးကိုကိုယ်ပိုင်ဖန်တီးရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီစစ်မိတ်စာတွေကိုအပြတ်ရှင်းဖို့အတွက်ကျွန်တော်တို့မင်းသားလေးတွေးသိဟဲ့တော်လန်မင်းသားလေးတွေးသိဟဲ့ရဲ့နာမည်ဟာတချင်းနာမည်လေးဟာရောင်လီလာပြီဖက်ဒရယ်ဆွေပြီရောင်လီလာပြီဖက်ဒရယ်ဆွေပြီရောင်လီလာပြီဖက်ဒရယ်ဆွေပြီ တ
လေးတော်လည်းချင်းလေးညာဘုံကြီးရဲ့လက်ထပ်မှာတွေ့တဲ့ဟင်းလေးကတော့ညာတို့ချစ်တဲ့ဒီမှာဒီတွင်လည်းတွေ့တူမေးညာဘာလို့ဝေးမစားတဲ့ကဒီမှာဒီရဲ့တောင်းစစ်လီညာ ကျောင်းသားတွေပထမဆုံးချိန်ဖြင့်ကျင်းပပြုလုပ်တဲ့ရောင်နီလာပြီး Federation ပြည်ကမ်ပိန်းမှာအတူပူးပေါင်းပါဝင်လူဒန်းပေးကြဖို့တိုက်တွန်းဖိတ်ခေါ်ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စိုးအောင်ပါကျွန်တော်မြင်းရက်ခရိုင်မက်လေးတန်ရင်နဲ့မြင်းရက်ခရိုင်မက်30တန်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်ဒီတော်လန်ရေးမှာလည်းပေါ့နော်ကျွန်တော်တို့မြေပြင်မှာရှိတဲ့ရဲဘော်တွေကလည်းတက်နိုင်တဲ့ဘက်ကနေကျွန်တော်တို့အသက်တွေရင်းပြီးဘဝတွေရင်းပြီးတော့မှပေးဆက်တိုက်ပွဲဝင်နေကြတာရှိပါတယ်ဒီထက်ပိုပြီးတော့မှလည်းအလုပ်တွေလုပ်နိုင်ဖို့လည်းကျွန်တော်တို့နဲ့အတူတူပေါ့နော်ဒီကမ်ပိန်းလေးမှာပါဝင်အားဖြည့်ပေးကြပါလို့တိုက်တွန်းနှိုးဆော်ရင်းနဲ့ကျွန်တော်တို့တော်လန်ရေးရဲ့ခီးကိုမဝေးတော့တဲ့တော်လန်ရေးကိုအတူတူစိတ်တူကိုယ်တူပေါ့နော်တက်ညီလက်ညီအတူတူသွားနိုင်ကြဖို့အခုချိန်မှာလိုအပ်ပါတယ်ပေါ့နော်အဓိကကျွန်တော်တို့ပြည်မှာဘလောက်ပဲအင်အားတွေကောင်းပါစေပြည်မှာဘလောက်ပဲလှုပ်ဆောင်ချက်တွေမှန်ကန်နေပါစေစစ်မှန်တဲ့ထောက်ပံ့မှုပြီးလို့ရှိရင်နောက်ကနေပြည်သူတွေကတက်နိုင်တဲ့ကူညီပါဝင်မှုတွေမပါဘဲနဲ့ကျွန်တော်တို့ဒေါ်လာကြီးကဘလို့မှရှေ့ဆက်သွားလို့မရတာဖြစ်တဲ့အတွက်တက်နိုင်တဲ့ဘက်ကနေအတက်နိုင်ဆုံးပေါ့နော်ကူညီထောက်ပံ့ပေးကြဖို့ကျွန်တော်အနေနဲ့ဒီကမ်ပိန်းလေးမှာလဲတာဂက်ပြည့်မီအောင်ပေါ့နော်ကူညီထောက်ပံ့ပေးကြဖို့ကျွန်တော်အနေနဲ့တောင်းဆိုရင်းနဲ့အကုန်လုံးကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်တွေ့တဲ့ဟိန်းလေးကားတဲ့ပွဲတော်လန်တဲ့ပင်အောင်ပွဲညံပြည်တစ်ခွေငိမ့်ချမ်းစီပန်းရနံတွေဝေးတောင်မျိုးဆက်တောင်သွေးဆက်ကဘာတီစေရဲရှင်မြည်မဝေးတော့တဲ့နာကပန်းနိုင်ရောက်တော့မင်းငါတို့လမ်းကိုင်းအမြင်တဲ့မြစ်တာဝင်ကြီးအမြင်တဲ့တွေနဲ့မြစ်တာဝင်ကြီးမြစ်တာဝင်မယ်စိတ်နာကြီးရွှင်လန်းသာစွာနေလေကြောက်ရောက်ကသူစားအပိဓာမှာတော့အဲ့ဒါလိုလူကြီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်း
ပြည်စုံကြပါစေလို့ဒါသွေးတင်ခင်းကနေပြီးတော့နှုတ်ခွန်းဆက်ကြော်ပန်းဝေးလိုက်ပါတယ်ခင်ဗျာ နှုတ်ခွန်းဆက်လိုက်ပါလေခင်ဗျာကျွန်တော်တို့ mission တော်လေး ကျွန်တော်တို့ဒီကနေ့ပြုလုပ်တဲ့ပွဲလေးရဆိုလို့ရှိရင်ကချင်ပြည်နယ်ပညာရေးစုံတက္ကသိုလ်ကျောင်းဆောင်စုံတော်လှန်ကျောင်းသားကျောင်းသူလေးများ၏ရင်းကြီးမှုပေါင်းစုံစုပေါင်းပြည်သားကပွဲရန်ကုန်ငွေပြောပြီးပွဲကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီဒေသလေးမှာဒီလိုပွဲမျိုးလုပ်ဖို့သိပြီးတော့မလွယ်ဘူးလားပါဘူးเนาะဟုတ်တာပါခင်ဗျာဟုတ်တိုင်းကြဝိုင်းကြရတယ်ဘေးနားကနေစပိုတင်းပေးကြတဲ့ဆရာကြီးဆရာမကြီးတွေရဲ့နော်အင်အားရှိလို့သာပဲကျွန်တော်တို့တွေလောက်ဆောင်နိုင်နေဖြစ်ပါတယ်ဟုတ်တော့ခေါ်တာပါဗျာအဲကြောင့်ကျွန်တော်ခုနပြောခဲ့သလိုပဲကျေးဇူးတင်ထိုက်သူအားလုံးကိုကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဆိုရဲစကားလေးကိုအထက်ထက်အခါခါပြောကြပြခင်ဗျာနော်နောက်ထပ်ခုနကျေးဇူးတင်တဲ့အထဲမှာကြံသွားတာကိုကြီးလေးစိတ်ဆိုးနေတာ လေးတင်မင်းကိုအရင်ကျေးဇူးတင်တယ်ဒီပွဲမှာသူလည်းထောက်လို့မေရကိုပြေးလိုက်ရဒီပြေးလိုက်ရ ဒီတီအမွန် နော်သူ့ကိုပွဲမစခင်အချိန်ထိလုံးဝအားမရအောင်ဒီနေ့မှာအရင်သူကမှုတွေအပြည့်နဲ့လုံးဝလူရှင်တော်ကြီးပြီးသားသွားလုံးပြနိုင်ကြလို့အခုအရင်ကျေးဇူးတင်တဲ့ချီးလေးချူရယ်နော်ညီ ကျေးဇူးတင်ပါတယ် โอเคပါပြီးတော့နောက်ထပ်ကျေးဇူးတင်ဖို့ကြံရှိတာကျွန်တော်ဒီဆိုင်ကန်းကိစ္စလေးတွေပေါ့နော်ဆိုင်ကန်းကိစ္စလေးတွေကိုမြေတားနဲ့ကူညီပေးတယ်အမချယ်ရီမြင့်စုပြီးလို့ရှိရင်ကိုနော်အမနဲ့ကိုနဲ့တယောက်စလုံးကိုကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့စီနီယာနော်စီနီယာစေယုံကအမတွေအကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်အဝေးကနေလာအပေးချမ်းကျွန်တော်ခုနကျေးဇူးတင်တဲ့ခါမှာကျန်သွားလို့ပါခင်ဗျဟုတ်ကဲ့ပါပြီးတော့ကျေးဇူးတင်နေတာခုနအငိမ့်ခန်းလေးမှာလည်းကျွန်တော်ရဲ့ဒီမင်းသမီးမြစ်တာပူလေးကိုအမစန်းနီလာဝင်းကနေပြီးတော့နော်ကျွန်တော်တို့ရဲ့တော်လန်မင်းသမီးကြီးနော်အခုနိုင်ငံတခြားမှာရောက်နေပြီးတော့တော်လန်ရေးပေါ်သစ္စာရှိနဲ့ရှိနေကြတဲ့အနုပညာရှင်တွေပါကျွန်တော်တို့ရဲ့စီနီယာကြီးတွေပေါ့နော်အဲ့တော့အမစန်းနီလာဝင်းကနေပြီးတော့ဒီမင်းသမီးမြစ်တာပူလေးကိုမနေ့ကမှကျွန်တော်အားချင်းလေးလုပ်ပေးလိုက်တော့ကျွန်တော်လည်းတရချင်းနဲ့ချက်ပြီးတော့ခုနကဆိုလိုက်ရတာအဲ့လိုလေးရှိပါတယ်ပြီးတော့တုံးကြော်မှဆိုတဲ့တချင်းလေးကလည်းအမရဲ့အချင်းလေးလူဆိုတိုင်းသူကိုယ်တိုင်ဆိုထားတဲ့အတန်လေးနဲ့ကိုဖိုးတဲ့ချင်းရဲ့ဒီလိုမျိုးပေါ့နော်အမနဲ့ကိုလည်းကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကိုကျွန်တော်ကဒီကြည့်ရှုနေတဲ့ခန္ဓာမြင်ကနေပါအောင်လို့ကျွန်တော်ထည့်ပြောရခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ရဲ့ဒီရောင်းနီလာပြီး Federation ပြည်နှစ်ပါးအဖွင့်တချင်းကိုပိုင်တချင်းလေးပေါ့နော်ဒီတချင်းလေးပြည့်မြတ်ဖို့ရကျွန်တော်ကိုချိတ်ဆက်ကိုကြီးပေးတဲ့ခုနဒေးတန်ရှင်ဒီလေးရွှေဂရုမီကိုကျေးဇူးအထူးတင်ပါတယ်ပြီးလို့ရှိရင်ဒီတချင်းလေးကိုပုံဖော်ပေးတဲ့တချင်းစာသားတွေကျွန်တော်အရန်ကျင်ခဲ့တယ်ကျွန်တော်နဲ့တိုက်ရိုက်စကားတစ်ခေါက်မှမပြောလိုက်ရဘဲနဲ့ကျွန်တော်ဒီချက်လေးတွေလိုချင်တယ်ဆိုပြီးတော့တစ်စိတ်ငယ်ပြောလိုက်တဲ့အချိန်မှာဒေးရေးဆရာတီးတဲ့လူရောနှစ်ယောက်စလုံးနောက်ွယ်ကနေနော်ရှင်းပြီးတော့လုပ်ပေးကြရတာပါနော်အဲ့တော့ဒါလေးကိုလည်းကျွန်တော်အနေနဲ့ပွင့်လင်းမြင်သာလာတဲ့ဒီနေ့ကြာလို့ရှိရင်တော့သူတို့ကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်တရားဝင်ပေါ့အခုအနေနဲ့တော့ကျွန်တော်အနေနဲ့နာမည်ထုတ်ပြောနိုင်လို့ရှိသေးပါဘူးခင်ဗျာအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ပြီးလို့ရှိရင်ကျေးဇူးတင်ထိုက်သွားတော့ကျေးဇူးတင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အချိန်တိုင်းလေးမှာဆိုတဲ့အတွက်ကြောင့်မလို့နှစ်ပါးလေးကိုကျွန်တော်တို့အနေနဲ့အမြန်ဆုံးလေးဆက်ပြီးတော့သွားလိုက်ပါမယ်နော်ဟုတ်ပါဘူးပြီးတော့ဟုတ်ရအခုရဲ့လူရှင်တော်ညီလေးတွေအမေဖြောက်ချင်းစီနှုတ်ဆက်ဦးလေကိုနဲ့ဟော လို့ဆက်ရပါမင်းသားလေး ရွက်ကညီလေးတင်မေးရေ ကျွန်တော်ဒီလိုတော့မထူးချင် ဘယ်လိုထိုးချင်တာတော့ညီလေးက တစ်ဘွားမမင်းလေးရချင်အောင်ချွေရှိလေးတော့မင်းအောင်တော့ချစ်သူတကယ်လည်းမဟုတ်ဘူးစိတ်ကြောက်ဆိုကျွန်တော်မဟုတ်နော်တစ်ဘွားမမင်းလေးကိုချစ်ဆုံး ရုံတော့ဒီလိုပဲ တစ်နဲ့တွေ့သိဟာရန်ကိုလိုက်ဖက်ညီကိုလေးလေ ဒီကိုဒီလိုလေခေဗျာ တွေ့လားတင်မေးရဲ့ ပြောတာပေါ့ဗျာ ရွက်ကကိုသေးလေးခင်ဗျာ တတင်းလာချစ်ချင်းလာချစ်ချင်းလာတင်းလာကြီးကြီးပဲဟော ခင်ဗျာတ ဒီ ည်း လာညချလေးပါတို့ဒီရွေး မင်္ဂလာညချက်ပါညီလေးဘာကြီးတာတော့ညီလေး ခဏစားလို့ကြီးပါအောင်လေ စိတ်ကြီးတယ်နေပါဘာ စိတ် ဟုတ်ကညီလေးအောင်ဆန်းရေ တောင်တော့မှကြောင်ဖမ်းနေကျွန်တော်အောင်ဆန်းတောင်တော့မှကြောင်ဖမ်းနေကျွန်တော်အောင်ဆန်း
မင်္ဂလာညချမ်းပါ ခင်ဗျာကြောင်ဖမ်းမယ်ဆိုပူစီပေါ့ ကဲဒီလေးစောချောင်း ယိုကျွန်တော်တို့ဆိုယို 小的给我想的，所以我想你他们说大家都那么像 ဆော်ရီရရှောင်းလေးမင်းသားတို့တော့ရှောင်းမလား ဆောရှောင်းဆိုတယောက်တော့ဒီပေးထားတဲ့နေရာပဲ ကျော်ရဲ့ ချေပေးထားတဲ့နေရာပဲ ဒါလေးနဲ့ပေးရတယ် โอเคကျူးစားရမယ်နော်ဖိတ်သက်ကြီးကိုတောင်းဝင်ကြည့်ကြရအောင်နော် ဟုတ်ပါပြီ ပြုံးပြလိုက်ပါဦးကဲဘယ်ကခုရဲ့လူရှင်တော်ညီငယ်ဆုံးလေး 灭他嘛， ဇင်းကြီးရေ 真到哪了呀？先机，够变大的呀，点击。 လာရဆော်လိုက်ငါတို့မနာလို့ဆော်လိုက် ခုနကကြည့် အားကျွန်တော်ထင်ပါတယ်ဈေးကြောင်မှာအချောက်တွေပေါ်နေရဆိုတာ တောက်ချောက်ကောက် အေးဟုတ်ပြီဒါဆိုရင်အခုကအခုရဲ့လူရှင်တော်ညီငယ်လေးနဲ့မိတ်ဆက်ပေးပြီဆိုတော့ဖိတ်သက်ကြီးကလည်းစောင့်မျှော်နေဦးမယ်ရှင်နော် ဆောင်းမြော်တော့ဗျာ စက်ကလိုက်ဘူးနော် ကဗျာ မင်းသားလာတယ်ကြည့်မယ်ခင်ဗျာ နော်လူရှင်တော်နဲ့မိတ်ဆက်ပေးပြီဆိုတော့ဟောဒီကအခုရဲ့မင်းသမီးချောင်းကြီးတွေတယောက်ချင်းစီကိုမိတ်ဆက်ပေးလို့နော် မိတ်ဆက်စီဗျာကျွန်တော်လည်းသိစီနေတာဟုတ်တယ် လည်းမျောနေတာပေါ့ခင်ဗျာ ပြည်သူပြည်သားများအားလုံးကလည်းရောင်နီလာပြီးဖက်ဒရယ်ရှိပြီဆိုတဲ့ရန်မုံငွေကမ်ပိန်းလေးရဲ့သတ်မှတ်ထားတဲ့တားဂက်ငွေပမာဏကိုအမြန်ဆုံးပြည့်အောင်လို့ကိုတတ်နိုင်တဲ့လောက်ကူညီထောက်ဖို့ပေးကြပါလို့မြစ်တာရခံတိုက်တွန်းပြောကြရင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ တောင်ပေါ်မြေပြဲအတူမခွဲတူလက်တွဲရဲရဲညီစေဟေးအောင်လန်လွင့်ချီရွှေပြည်တော်သေးစီဒီတောင်ဆုံးကမင်းသမီးလေး မင်္ဂလာညချမ်းလေးပါကိုတွေ့သေးရေ မိတ်ဆက်လိုက်ပါဦးဒီမေကြီးက ကျွန်မနာမည်ကတော့မယူကလေးရကတော်လို့မြင်ရပါတယ်ရှင် ယူကလီယာလေးလား ဟုတ်ပါတယ်ရှင် ချစ်ပါလားခွေ ချင်ပါပေါ့ရှင် ကျူးစားကြအောင်နော် ကျူစားကြမယ်ကိုတွေ့သေးရေ နာတော့ပါတော့ ဒီဘက်ကမင်းသမီးလေးနားပါဦး မင်္ဂလာညချမ်းပါကိုရေ မိတ်တက်ကြီးကိုမိတ်ဆက်လိုက်ပါဦး ဟုတ်ကဲ့ပါရှင်ကျွန်မနာမည်ကတော့မြေရှင်နောင်ဆိုပြီးတော့ညီပေးထားပါတယ်ရှင် ဖောင်ဒေးရှင်းကြီးရ ဖောင်ဒေးရှင်းရပါရှင် စီချောင်း ဟုတ်ကဲ့ပါရှင် SMS ဖောင်ဒေးရှင်းကြီးရပါနော်ပါရမီဖြည့်ပါလားလို့ พี่มาบอกกูရဲ့ ကျူးစားကြမယ်နော် စူးစမ်းကြမယ်ရှင် break that မောပြအောင်ထုတ်ပြကြရအောင်လားကိုရဲ့ ကျူးစားကြမယ်အတူတူ ဒီပါရှင် ခုနမင်းသမီးလေးကလည်းဖောင်ဒေးရှင်းကြီးရပါမယ်နော်โอเคနောက်တစ်ယောက်လာမိတ်ဆက်ပါဦး မင်္ဂလာညချမ်းလေးပါရှင်ကျွန်မနာမည်ကတော့အီမလို့ခေါ်ပါတယ်ရှင် တရားမလို့ခိုင်းဟဲ့ မင်းသမီးနဲ့မတူဘူး ပြောရတာလို့ ပြောတာဟုတ်ရှင် နော်ကျူးစားမယ်နော်နော်မိတ်ဆက်လိုက်ပါဦးကွယ် အဲ့လိုကျွန်မနာမည်ကတော့မေးလို့ခေါ်ပါတယ် ချယ်ရီကြီးတဲ့လားဘယ်မိသားလဲပြပြလိုက်ပါဘယ်ကြီးရလဲ ကျွန်တော်တော့ဒါဒီဘွားရေးတောင်းတာရှင် အောင်ကြည့်ကြမယ်နော် ကိုရဲ့ မိတ်ဆက် ည ပါ ချမ်းလေးပါကိုရဲ့ မာနနာဒီပါ ကဲပါရှင် မိတ်တက်ကြီးမိတ်ဆက်ပါ ကျွန်မနာမည်ကတော့အီမလို့ခေါ်ပါတယ်ရှင်အင်ချာမေဂျာချစ်ပါတယ်ကိုရင်ရပါ မိတ်တက်ကြီးကိုတောင်းကြည့်ကြမယ် ကဲပါကိုကြီး နော်ဘလုံးလေးဘလုံးလေး တရားလက်ချက်စီကံလိုက်ရ မနာရတော့အမ်ကြားဖို့ ဘလုံးလေးပါကြားရအောင်
ပေါ့နော် တော့အားရပါရဖြေကြပါနော်နောက်တစ်ယောက် မင်္ဂလာညချမ်းပါကိုကြီး ဒီလာနေတဲ့မှာဒီတဲ့ဒီကိုနှုတ်ခိုးလေးစတာ ပြည့်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတော့လောမီဂျာစကေးရီယာဖြစ်ပါတယ်။ကာလန်တောင်းလို့ရရှင်ဆောင်းလို့ခေါ်ပါတယ်။မမဆောင်းလို့မဟုတ်ဘူး။ တော်နေမှာအားတဲ့ဒီကိုပေါဝင်ကြအောင်မယ်နော် ဟောရမှာပုဂ္ဂိုလ်ရဲ့ အပြင်မှာသေးသေးလောရောက်လာတယ် ဒီဒီက အနေနဲ့ပါ အင်ကြီးပြန်လာတယ် တဲ့ဒီပါ ဝိစုံပြန်လာတယ် နော်ဒီကိုရဲ့ဖွဲမှာလိုအပ်သမျှဝတ်စုံလေးတွေကိုချုပ်ပေးထားတဲ့မာလေးစိတ်ရှိရှိနဲ့ကျေးဇူးတင်တယ်နော်မိတ်ဆက်လိုက်ပါ ကျမတော့ဒါလူတွေကဌာနမှာအကြောင်းပြုတယ်စကေးရီယာအကြောင်းပြုတယ်ဖြစ်ပါတယ်ရှင်။တိုင်းရဲ့တိုင်းရေးဖြစ်ပါတယ်ရှင်။ ဘာလဲကျူးစားပြန်ကြကကြမယ် တက်ကြတာပေါ့ရှင်။ ကဲလားနောက်တစ်ယောက် လာနာကြလေးပါကိုတွေ့သေးရင် ဒီလာနေတဲ့ဒီပါ လာနာကြလေးပါရှင် မင်းသမီးရမှာအပုဆိုတော့ လူဆုံးအားကိုရတော့နော် ဟုတ်တာပေါ့ရှင် နောက်လေဆက်လက်လက်တွဲပြုတ်ကြည့်နော် ရှုပ်ကြည့်ပါကိုတွေ့သေးရင် break တက်ရှိမှတစ်ခါလေးချုပ်လိုက်ပါမိတ်ဆက်လိုက်ပါဦး ဟုတ်ကဲ့ကျမနာမည်ကတော့ကျမနာမည်ကလူတိုင်းတည်ပြီးသားပေါ့နော်ဒါပေမဲ့ကျမရဲ့မင်းသမီးနာမည်ကတော့ဓာတုပေလာကျောင်းသူလေးဓာတုကလျာဖြစ်ပါတယ်ရှင်စကေးရီယာအော်နာစကဖြစ်ပါတယ်ရှင်အားလုံးပဲပြည်တော်ကြီးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့မှအတူတူတကွာဒီတော်လှန်ရေးကြီးကိုအောင်မြင်အောင်လုပ်ဆောင်ကြပါစို့လို့ပြောကြားရင်းနဲ့ကျမတို့ကိုစတာပါလိမ့်ရှင် ဒီကခုပြင်မဲ့စကားတော့ရှိရှိပြောနိုင်တယ် ရုပ်ဆုံးပြရေဆုံးလေးမင်္ဂလာပါမာလီနော်ကိုကြီးပြပါဝင်အားဖြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်နော်မိတ်ဆက်လိုက်ပါမယ်ကွယ်ဟယ်လိုကြောက်ပါနဲ့ဒါမိုက်ပါ သူကအတန်အောင်မထွက်အောင်ပြောတာ ပြောလို့ရတယ်ပြောမိုက်တာ ကလာပါ ကျမရဲ့နာမည်ကတော့ April Mew ခေါ်ပါရှင်။တိုင်းလေးကစကေးရီယာမှာတည်းရဲ့အကြောင်းပြပါရှင်။ မင်းသားမရန်ထုတ်ပြီးတော့လက်အောင် တကယ်အလားတရားပေါ့နော်ကျွန်တော်ဒါ Federal ဆိုတာဒီဒါအဝေးမပြောဒီဟာကိုကြည့်လိုက်ရင်ပဲကျွန်တော်တို့ဒါအများကြီးပေါ့နော်တော်လန်ပြည်သူတွေကိုလည်းကျွန်တော်တိုက်တွန်းခြင်းတဲ့အရာကဒီခု KSC ကအကြောင်းသူအကြောင်းသားတွေစီဥဆောင်ပြီးတော့စီစဉ်ကြတယ်နော်ရောင်းနေလာပြီး Federal ရွှေပြည်ဆိုတဲ့ campaign မှာတက်ဆွမ်းသလောက်ပါဝင်ပေးကြဖို့ဖြစ်တယ်ပေါ့နော်ကျွန်တော်သိသလောက်တော့ SCF ကနေလည်းပါဝင်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေမှတစ်ဆင့်ဆက်သက်ပြီးတော့ပါဝင်ပေးပါအဲ့တော့လူငယ်တွေဥဆောင်ပြီးလုပ်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့တခြား campaign တွေတော့ fundraiser အများကြီးမပါကြဘူးပေါ့နော် fundraiser တွေအများကြီးဆိုတော့ဝိုင်းယုံကြပြူကြဆိုတော့ပို့ပြီးတော့ကျွန်တော်တို့အားရှိရပေါ့လေနော်ဆိုတော့အဲ့တော့ဒီမှာတော့ကျွန်တော်က3နေရာကနေပါဝင်လို့ရတာဖြစ်တဲ့အတွက်တော့ကိုတက်နိုင်တဲ့ပမာဏလေးပါဝင်ကူညီပါတကယ်လို့ငွေကြေးမကူညီနိုင်တော့ဘူးဆိုလဲဒီလို live တွေ post တွေမြင်လို့ရှိရင်လည်းနော် reaction comment share လုပ်ပေးပြီးတော့ပါဝင်ပေးကြပါဒါအခုကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုနော်ဆက်လက်ပြီးတော့ထုစစ်ကြမယ့်လူငယ်တွေအတွက်ကိုကျွန်တော်ဒါအတိအမှတ်ပြုရရောစစ်ခွန်အားပေးရအောင်ရောက်ပါတယ်ဆိုတာလေးကိုပြောရင်းနဲ့ပဲအဆုံးသတ်ချင်ပါတယ်ခင်ဗျာကျေးဇူးထူးပဲတင်ပါတယ်ကဘာတခွင်မှာစာတင်ကမြမပြည်ရဲ့တောင်းစစ်တီညာဆိုလို့ရှိရင်ကျွန်တော်ကအခုဘာမှဥပိုးစေရဲ့နော်တခိတ်ကကြောကြားခဲ့တဲ့ဝစီယာဟုတ်တာစိန်ဆိုတဲ့တခြင်းလေးကိုအခန့်လေးဖြောပြတင်ဆက်ပြရစီခင်ဗျာဝစီယာဟုတ်တာစိန်
ဖို့တရားလို့စိတ်ဟဲ့တဖို့နဲ့မဖို့ခေါ်တဲ့စိတ် တ
လေးတွေကြည့်လိုက်ရတော့ပို့ပြီးတော့မင်္ဂလာရှိသွားတယ်သူတို့ရဲ့စူးစမ်းအထောက်မှုတွေကြည့်ရတာတကယ်မင်္ဂလာတစ်ပါးပဲပြည်ရင်းပြည်ပကပြည်သူတွေအားလုံးကစိတ်အားဖြင့်ဖြစ်စေလက်အားဖြင့်ဖြစ်စေတနည်းနည်းနဲ့ပါဝင်ပြီးတော့ဒီဒေါ်လာရေးမှာနေဦးဒေါ်လာရေးမှာဝိုင်းပြီးအားဖြည့်ဖို့ကျွန်တော်အားလုံးမြစ်တာရက်ခံနေသုံးခု တွေ့တဲ့ဟိန်လေးကားတဲ့ကွယ်တော်လန်တပင်အောင်မွေမြတ်ပြည်တစ်ခွေငိမ့်ချမ်းစီပန်းရနံတွေဝေးတောင်မျိုးဆက်တောင်သွေးဆက်ကဘာတီစေရဲရှင်မြည်မဝေတော့တဲ့နာကပန်းနိုင်ရောက်တော့မင်းငါတို့လမ်းကိုင်းဝင်လေးဖြောပြဖို့စောင့်နေတယ်ရှင်းလေးဖြောပြလိုက်ရတယ်နော်ဒီနေ့မှာမတရားလေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်အနေနဲ့အားလုံးဝိုင်းဝန်းကြိုးစားထားတာဖြစ်ပါတယ်နော်အဘိဓာရဲ့လူတဦးတယောက်ချင်းဒီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။အော်ပြီးတော့ကျွန်တော်ဒီ live ထဲမှာတစ်ခါလေးပါအောင်ပြောကြလို့ကဧည့်သည်ဆိုရှင်ဒီပေါ့နော်။ဧည့်သည်ဆိုရှင်ပြည်သက်ရှင်တွေရှိလို့ချင်းဗန်ဒီတော့ပေါ်နေအမမိုင်းမိုင်းဆိုင်ပြီးတော့အခုတစံထုံးတို့အားလဲကျေးဇူးအထူးအထူးပဲတင်ရှိပါကြောင်းဟောဒီဒိုက်ကူကြီးမှတ်တမ်းမှာပါအောင်ကျွန်တော်အနေနဲ့မှတ်တမ်းတင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ဆိုတော့ပြောကြလို့ပါတယ်နော်။တပါးသွားလေးရတယ်မကြမီမှာပြီးတော့မှာပါနော်ကျွန်တော်တို့အနေနဲ့ကျိုးစားခဏအသက်ဒီရောဖြောပြပါဦးမယ်လို့ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကပ္ပခရိုင်မတ်တီပီရဲ့တိုင်ရင်ကြောက်ထောက်ရုံမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မတက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ယခုလက်ရှိပြင်ပပြုလုပ်သွားမယ့်ကမ်ပိန်းလေးတစ်ခုရှိပါတယ်အဲ့ဒီကမ်ပိန်းလေးကတော့ကျွန်တော်တို့ကချင်ပြည်နယ်စီနာရက်ဆိုတက္ကသိုလ်ကျောင်းသားများမှာဦးဆောင်ပြုလုပ်တဲ့ရောင်မီလာဘီဖက်ဒရယ်စီဘီကမ်ပိန်းလေးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီကမ်ပိန်းလေးမှာမိဘပြည်များအနေနဲ့ပါဝင်ကူညီဒီကံပေးဖို့ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်အဲ့ဒီကမ်ပိန်းလေးမှာရရှိလာတဲ့အလူငွေတွေမှာ80%ရာခိုင်နှုန်းကိုတော့ကျွန်တော်တို့ယခုလက်ရှိနေစဉ်မှာတိုက်ပွဲဝင်နေတဲ့တိုင်ရင်လေးကြီးကိုပါဝင်ကူညီထောက်ပံ့ပေးသွားလူတန်းတော်မှာပဲဖြစ်ပါတယ်
ရောင်နီလာပြီးဖက်ဒရယ်ပြည်ကမ်ပိန်းလေးမှာကျွန်တော်တို့အားလုံးနော်ဝေးတို့ရဲ့နာဂပန်းတိုင်ကိုအတူသွားနိုင်ဖို့ပါဝင်ကူညီလူတိုင်းသွားပြီးဖို့ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရေတော်ဘုံအောင်ရမည် တောင်ပေါ်မြေပြဲတူမခွဲတူလက်တွဲရဲရဲညီစေဟေးအောင်လန်လွင့်ချီရွှေပြည်တော်သေးစီကျွန်တော်တို့အခုအစီအစဉ်လေးဟာဆိုရင်တော့မြန်မာနိုင်ငံလုံးဆိုင်ရာခါတရားရှင်စွေးကြီးကိုကျွေးမှတယ်ဒီအစီအစဉ်လေးမှာကျွန်တော်တို့တတိပညာရှင်အနုပညာရှင်တွေအကုန်လုံးပါဝင်လာတာဟုတ်တယ်ဒီမှာပြည်သူချစ်တဲ့အနုပညာလည်းပါတယ်အနုပညာရှင်တွေပေါ့ဒီမှာပထမဦးဆုံးပါဝင်မဲ့အနုပညာရှင်လေးကတော့ရွှေချိုမင်းသမီးလေးမတ်သိန်းသိန်းဖြစ်ပါတယ်ခင်ဗျာစေးကြောင်ဟုတ်တယ်ချောင်းနာမည်လေးမိတ်ဆက်ပေးပါဦးမင်းသမီးလေး မလာစင်မိနာရောတိတ်ပါစင် นี่ဒူးပေါ်ရင်ပေါ်ငိုးခဲတယ်လို့ပြောတယ်နင်မမှတ်သေးဘူးလားဆောက်တော့ပြတယ်ရွှေကြုံမင်းသမီးလေးဆိုတော့ဒီတော့ဟိုဘူးတုတလည်းကျွဲမှာပေါ့နော် ဟုတ်ပါဟုတ်ပါ စာဖတ်ရတာကိုကြိုက် ကြိုက်တယ်အရင်ကြိုက်တယ် ဘာစာအုပ်တွေဖတ် မအင်ကန် မိုင်းငယ်ဘာလဲမိုင်းငယ်ဘာဘယ်သူရေးရတော့ပြော ကမတူတူတူ နင့်လေခမောင်တို့ကကောင်းစီချောင်းကြီးဆိုတဲ့ဟာတော်ပြီနင်တို့ဘူးတုတအရင်နေတယ်နောက်ထပ်နင်ဘာတွေသိနေတော့စာဖတ်တာကြိုက်ရင်ဘာဖတ်တာကြိုက်တယ်လဲ သမီးကအစားဆောက်လဲဟိုကနာပါရဲစင် ဘာသာရေးကြိုက် တောင်မော်ရာအင်ကန်စင်နာတူရတဲ့စင် အယောအမတော့ထိုင်နေတော့ကျွန်တော်တို့အစီအစဉ်ရဲ့ပြင်လာမင်းသမီးလေးတော့ဟေးဘယ်ဝင်သွားတာတော့လာလူမြင်ရမလားဒါဒီမင်းသမီးပေးမလားထိုင်လားနေရာအဓိကမင်းသမီးအေးလာအစရှိပိတ်တာကြီးရဘယ်တော့လာအောင်အေးအဲ့လိုလားလေနေရာနှလုံးကျွေးနေရတော့ကဲမင်းသမီးဒီမင်းသမီးရဲ့အလှပဆုံးမင်းသားနှစ်ယောက်ရွေးထားတယ်ပထမဦးဆုံးမင်းသားအောင်ဆန်းဖြစ်ပါတယ်ခင်ဗျာအောင်ဆန်းကိုကြိုဆိုလိုက်အောင်အောင်ဆန်းကြီးခင်ဗျာအောင်ဆန်းဝေးဘူးလား ကျွန်တော်ဝင်းဦးညီမြောက်ဦးအောင် ထားမင်းတရုတ်ဆောင်ဝါရနာပါလေဆိုတော့ဝင်းဦးအိုက်တင်နည်းနည်းလုပ်ပြအောင် ဝင်းဦးအိုက်တမ်လုံးတက်ပါဦးခင်ဗျာ မင်းပြောဝင်းဦးကြီးဆိုအဲဆိုဝင်းတချင်းဆိုပြဝင်းတချင်းတစ်ပုတ်လောက်ဆိုပြ တကယ်ဆိုရမှာလားခင်ဗျာ မင်းတော့နေအောင်တကယ်ဆိုရမှာ ခေါင်းလုံးတန်းညံ့ညံပဲတဲ့ လက်မောင်မလုပ်တော့ဘူးလားလက်မောင်လုံးလိုက်လက်မောင်ပြပါလေ မိုက်ကင်ထားရတယ်လို့ရော နောက်တစ်ပတ်မြန်ကြီးမိုင်းကဒီဘိုက်ပြင်းအောင်မင်းသားကြောဖြတ်ပေးမယ်မြန်ကြီးမိုင်းကမဟုတ်အဲ့ဒီစင်ရမင်းကြောင်လို့လည်းမဟုတ်ပါဘူးကွာ ကျွန်တော်တွန်လေးတင်းတာတချင်းလေးရတာလို့ဗျာ လုံးပါတပုတ်လောက်ကြိုက်ရင်ငါမှဟုတ်တယ်ခင်ဗျာမင်းသမီးနဲ့သုံးပေးမှဟုတ်တယ် စိုက်သွားပြီဗျာ ခင်ဗျာနေကမျက်မှန်ရွတ်ထားတော့ကြိုက်မှာပေါ့လို့ ဒီဖွဲထဲမှာအလားဆုံးလေးဗျာ ရေစက်ခင်ဗျာဘာလို့ဒီကိညံ့ထားလဲ ကျွန်တော်စပင်ညက်ရင်းနဲ့တူတော့ပါခင်ဗျာ န
နာမည်ကအောင်ဆန်းကေကလည်းအောင်ဆန်းရုပ်ကတော့စစ်ခွေရုပ်ရပြီမင်းသားနောက်တစ်ယောက်ကိုမင်းကိုခေါင်းဆောင်မင်းသားခန့်လိုက် ကဲဒီစုပါခင်ဗျာလာဟိုမင်းသမီးကြားထဲမှာထိုင်မင်းသမီးကြားထဲမှာထိုင်မောင်ဝင်းဦးအော်မြတ်ဦးမင်းသမီးကြားထဲမှာထိုင်အေးရိုးဝင်ထိုင်လေရတယ်ရိုးဝင်ထိုင်လေရကဲနောက်ထပ်မင်းသားတယောက်ကတော့အဲ့ကောင်ဘာမှမစားဘူးမင်းသမီးထိလိုက်မင်းနဲ့ထိလိုက်ကဲနောက်ထပ်မင်းသားတယောက်ဇင်ကြီးဇင်ကြီးကမတီကဒေါ်လာဒိန်းတာဒေါ်လာဒိန်းတာဒီတောင်းလိုက်ဒေါ်လာဒိန်းတာဒိန်းတာဒီဖဲတော့ဒီကောင်းဆောင်မင်းသမီးတင်လာပြီအဲ့မှာအေးစင်းနေဒါလည်းဒိန်းတာလေဒိန်းတာအကြီးစားဟာညီလေးကမင်းသားဆိုတော့ဟိုမင်းဟုတ်ပရိသတ်မင်းမင်းဖန်ဟုတ်လားဟုတ်တာပေါ့ဗျာတော်ဒီမင်းဖန်ဆိုမင်းဇက်ဖို့ပဲတော့ဇက်ဖို့ပဲလို့ပါမဖွင့်ထားပါနဲ့လို့မရဘူးလေထားတယ်ကြာနိုင်ငံရေးပါနိုင်ငံရေးငါမင်းပဲပါမင်းသားဆိုမင်းပဲမင်းသားရဲ့ကြိုက်ကျွန်တော်ရဲ့ဖန်ကတော့ခေါင်းဖြစ်ပါတယ်အမှားပါလားမင်းဖိုင်နေတာလားဆိုမင်းဘာအောင်ဖန်တော့မင်းအိုက်တော့ကျွန်တော်ရဲ့အိုက်တော့ကတော့ခေါင်းဖြစ်ပါတယ်ဒါဝဲဒီဘောင်းစားမန်ဝဲတွေတောင်းလို့โอเคကြိုက်တယ်မင်းမန်ဝဲကြီးလို့တာလည်းကြိုက်တယ်ငါမင်းဖိုင်ရမှာဆိုငါကြိုက်တယ်ငါဒရိုက်တာတော့ငါမင်းကြိုက်သွားပြီနော်အေးတောင်းထိုင်မင်းသမီးချမ်းမှာတော့မင်းတို့က3ဝင်းစားအေး3ဝင်းစားတော်ပြီမင်းတို့တော်ပြီဘာမှမစားဘူးကဲနောက်ဆုံးတစ်ယောက်ဒီပွဲရဲ့မပါမဖြစ်အစိုးရဇော်ချောမခိုင်ရတော်ပြီခဏလေးငါမင်းလားတော်ပြီမင်းမမြင့်နဲ့ဘာတော်တာလဲငါမြင်တာမခိုင်ငါကြောက်ဒီမှာမမြင့်ညီသဘိုးနဲ့မမြင့်မှာသဘိုးနောက်တစ်ပုတ်ပါရတယ်နောက်တစ်ပုတ်ကကျွန်တော်ကအားစားနေဖန်โอ้အာကြီးဖန်ဗောမင်းကမဟုတ်ဘူးအရှုံးသမားတွေမဟုတ်ဘူးကျွန်တော်ဒုတိယလူမပါဘူးဒုတိယလူလေမင်းတဲ့ကဲနောက်တစ်ပုတ်တော့ဆိုပြပါပါလို့တောင်းဆိုပါတချင်းလုံးဟိုကျွန်တော်တို့နောက်ဆုံးရင်ခွင်လေးဆိုပြီးလို့ရတယ်အာဇာနည်ရဲ့ငါတို့တော်လန်နုပညာရှင်ရဲ့တချင်းတွေကိုလည်းငါတို့ကဒီမှာဆိုမှာဟုတ်နောက်ဆုံးရင်ခွင်မဟုတ်ပဲနစ်နာလိုက်နေဆိုရင်ဟောကြိုက်အဲ့ဆိုဝနာဘောအာဇာနည်ပဲလေဘလို့အာဇာနည်ရောမင်းကြိုက်ရဆိုပါဆိုမင်းကြိုက်ရဆို9မိနစ်လောက်9မိနစ်ကများနေပြီ10မိနစ်ပြည့်တော့ဆိုရင်နော်ပြေချာတော့ကြိုက်ပါဆိုမှာဒီမနေ့လာမယ်ဆိုဩနေ့လာရအောင်နော်ဘာမှမသိတဲ့ဘူးသူချင်းတွေကျင်နေရတရားဆိုင်ရနေငါဘုရားနာလေရဘုရားပဲမချတဲ့ငါရအဲ့လိုဆိုရမင်းအဲ့ဆိုရင်ဒီနောက်တစ်ခွင်လောက်တော်ပြီနောက်တစ်ပုတ်ပဲအခုဒီမင်းသားမင်းသမီးရှင်မင်းနောက်ခံတစ်ချင်းလေးဆိုပေးလို့ရတယ်မင်းကြိုက်တဲ့ချင်းဆိုရတယ်မင်းအတန်မှာကြိုက်ပါဘူးမင်းအတန်မှာကြိုက်ပါပြီကွာရောင်စုံပေါ်လို့ဆိုရင်မင်းအဲ့ဆိုကျွန်တော်တို့သဘောတူပြီနော်โอเคကျွန်တော်တို့စောင့်မျှော်နေတဲ့ဇက်ကားလေးလာပြီဆိုတော့ဒီမှာအဆူတော်ရှိပြီဆိုတော့ဇက်ကားလာပြီနော်တေချာအားပေးကြပါကျွန်တော်တို့မိုးတဲ့ညတဲ့ညမှာမင်းသမီးလေးတိတ်တရလမ်းလျှောက်လာမင်းသမီးလေးကလမ်းဒီဘက်ကိုပဲလျှောက်မင်းသမီးကလမ်းမြို့ပြမှာလမ်းလျှောက်တယ်ဟိုဘက်ကိုလျှောက်တဲ့ချိန်မှာကောင်းကြီးမောကြည့်လိုက်တယ်မောကြည့်ကောင်းကြီးမောကြည့်လာလိုက်တယ်လာယူပါလားဟုတ်ဘူးပါတတိုင်ခါငါရက်တော့ထားပဲဆိုတော့လည်းပြန်လျှောက်တယ်မူးရယ်ဆိုချော်လဲတယ်ခွေးချင်းနင်းပြီးရယ်
ခွေးစင်းသမီးရဲ့အဲ့ချိန်မှာမင်းသားလေးဇီးမြင်သွားတယ်မင်းသားလေးဇီးမြင်သွားတယ်မင်းသမီးကိုပြေးထူးတယ်မင်းသမီးရတော့မင်းသမီးရတော့ခွေးစီတောက်ရတယ်မဟုတ် sorry ခွေးစီတောက်ပေးတယ်ခွေးစီတောက်ပေးတယ်အဲ့ချိန်မှာမင်းဒီဇီးကအာသမပြုစင်းတယ်အောင်စမ်းဒီကောင်ဆူရန်တက်တာဆိုဒီကောင်လာကဲမင်းလည်းလာကဲဒီကောင်တွန်းထုတ်တယ်တွန်းထုတ်တယ်မင်းလည်းပြထားတယ်ကောက်ထားတယ်မင်းလည်းပြကောက်ထားတယ်အောင်စမ်းပါရဲ့ဒီကောင်မဒိန်းကောင်ထဲယုံတရားကောင်းနဲ့စစ်သားမလို့ပါရိုက်တာအဲ့ဒီမှာမင်းသမီးကိုအောင်စမ်းပြေးတယ်နေကဘာလို့ရိုက်ကြလဲဆိုနေကစစ်ခွေးမလို့ငါရိုက်ကြနေဘာလို့ဒီထဲဝင်လဲရုပ်ကစစ်ရုံနဲ့ကေရလေးစစ်ကေနဲ့ခွေးတောင်းသားဆိုမှပါတင်လိုက်တယ်အဲ့ဒီမှာမင်းသားဒီမှာမြင်းလေးရလန်ဆိုင်တယ်ဒီကောင်ထိုးတယ်ဆက်ထိုးဟုတ်အဆူတော့တစ်စင်းသုံးလေးအဆူတော့အဲ့ချိန်မှာထိုးရတော့ဟိုပြန်ထိုးရေထိုးတယ်ကျိန်မုန်းတယ်စက်ခုနဲ့အဲ့ချိန်မှာဟိုမင်းသားလေးမင်းသမီးလည်းဝင်လုံးနဲ့မင်းသမီးဝင်လုံးနဲ့ဈာရဲဝင်ခေါင်းလေးနဲ့ဝင်လိုက်ခေါင်းလေးနဲ့ဝင်လိုက်ဟုတ်ဒီဈာရဲဝင်လုံးနေချိန်မှာမင်းသမီးအောက်ပြန်ကြတယ်ဒီဘက်လာနောက်ဆုံးတော့ကျွန်တော်လည်းပဲရောက်သွားတယ်ကချင်ပြည်နယ်ကြီးမှာဟိုဒီပေါ့နော်သူတို့ရဲ့လုတ်အားတွေနဲ့ဟိုဖြစ်ကြတော့မယ်အရန်အခုပြောနေနေတော့စက်သိမ့်နေထလာတယ်ပေါ့နော်ကိုရီဘက်ကလူတွေဒီလောက်ဟိုဖြစ်လာတော့မယ်ပေါ့လေနော်ဒီဥစ္စာတွေကိုသူတို့ရဲ့ဒီကိုစွမ်းပေါ့နော်ညံစွမ်းနေနဲ့ဒီလိုမျိုးတော်လန်တာဝန်တွေကိုပညာသင်ရင်းနဲ့နော်တော်လန်ရေးတွေကိုလှူဖို့အတွက်ပါဆက်ပြီးတော့မှလုပ်တယ်ဆိုတဲ့အခါကျတော့တကယ့်ကိုလေးစားအားကြဂုဏ်ယူပွဲကောင်းပြီးတော့မှဒီလူတွေလုပ်နေတယ်ကျွန်တော်တို့တွေလည်းပေါ့နော်အတူတူပေါ့နော်ဟိုပေါ့နော်ဝင်းရံပြီးတော့လောက်ကြမယ်ဒီနေ့ကျမကတော့တက်ကွက်မှုရှိတဲ့သူတွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်ဘဝမှာဘောကနံပါတ်1ပါဘောဆိုလို့ဘောမလာမဟုတ်ဘူးနော်ဘောလုံးကန်တာပြောတာအားပေးတဲ့အသင်းကလည်းသိရမလား Oh no ဟယ်လိုဘာမှမသိဘူးခင်ဗျလက်ဖေးအကြောင်းစမှုစာမွေးငါအကုန်ရတယ်ခင်ဗျဟဲ့လေပါစင်မှာလည်းအိမ်ဒီလောက်လုပ်ပေးတယ်ခင်ဗျကျောင်းပြုတ်နေတိုင်းစားမယ်ကိုယ်က69ရက်မြောက်လေးဖြစ်ပါတယ်ဒီနေ့လည်းမိမမှားထားတဲ့အတိုင်းကျောင်းပြုတ်တေချာလေးစားမှာဖြစ်ပါတယ်သွားဗျာမင်းကွာသွားဗျာမင်းดูပဲလားထုံမဟုတ်ဘူးတဲ့ရုံးอ่ะငါပြင်လိုက်တယ်နော်ဗျာပါစင်မှာမဟုတ်ဘူးဟာဟိုမတားဒီပတ်နေမြန်ဗျာဟိအောင်နေဆိုင်ပိတ်မယ်တော်ဗျာဘာလာရှမ်းဘောလို့ကြက်ကြော်လို့ပြည့်ပြီးကြောက်ပြုတ်နေတိုင်းစားနေတယ်ဒိတ်ပဲမရှိဘယ်လည်းမစားနဲ့တော့အဲ့ဒီမှာရှုံးနေလိုက်မင်းတို့ဒီတက်ဖလားမရသေးဘူးဘောလို့ဘယ်တော့မှမကန်တော့ဘူးပြပြီဘောပါပြပြီပြင်ပြမယ်ဒီမှာသိဖို့ပြမယ်ကျွန်တော်နေဒီလိုလုပ်နေရလေငါဘာမှမလုပ်ဘူးလေကွာကျမထင်တော့ဒီကမ္ဘာမှာပြတ်ခွက်မှုမရှိဘူးဆိုတာတကယ်မရှိနဲ့တူပါရဲ့ပြတ်ခွက်မှုမရှိဘူးဆိုတာတကယ်ရှိပါတယ်ဟာတကယ်လားဘယ်လိုကိစ္စမျိုးတွေမှာလဲရှင်ပြတ်ခွက်မှုမရှိဘူးဆိုတာတကယ်ရှိပါတယ် PRF ထောက်ဖို့တက်သားဖြစ်မပြတ်မကတ်ပါဝင်ကြတာပါဒါတော့ဟုတ်သားပဲသူတို့တွေကချမ်းနေရာတွေမှာဒါပြတ်ကွက်ကြပြီမဲ့ PRF ထောက်ဖို့တက်သားတွေဖြစ်ကနေတော့ပြတ်ကွက်မှုဘယ်တော့မှမရှိခဲ့ကြပါဘူးရှင်PDF တွေနဲ့အတူမရက်တည်ရင်ထောက်ဖို့တာဝန်တွေကိုမပြတ်မကွက်ထမ်းဆောင်နေကြတဲ့ PRF တပ်သားတွေကိုဂုဏ်ပြုဖို့ပျောက်ကမှုမရှိကမ်ပိန်းကိုစီစဉ်ထားရှိပါတယ်
ဒီအစီအစဉ်မှာဂုဏ်ပြုပေးအပ်သွားမှာတွေကတော့ပျောက်ကမှုမရှိထောက်ဖို့တက်သားတွေရဲ့နာမည်နဲ့တည်တံ့ပြုလုပ်ထားတဲ့ဂုဏ်ပြုလာများပြည်သူ့ကာကွယ်ရေးတပ်မတော်ရှိတရင်မှုဒုတရင်မှုတူဦးချင်းစီရဲ့တပ်ပုံနဲ့ဂုဏ်ပြုစကားပါဝင်တဲ့အမှတ်တရစာအုပ်ကာကွယ်ရေးဝန်ကြီးဒုဝန်ကြီးများရဲ့ဂုဏ်ပြုလက်ရေးစာများ PRF ထောက်ဖို့တပ်သားတွေရဲ့ဂုဏ်ပိုင်နံပါတ်တွေပါဝင်တဲ့ဂုဏ်ပြုဆွဲပြားတို့ကိုအသီးသီးမဲဖောက်ရွေးချယ်ချီးမြှင့်သွားပေးပါမယ်ဖြစ်ပါတယ်။တာဝန်ထမ်းဆောင်မှုပြတ်ကြရတဲ့လရဲ့အတွက်လည်းပြန်လည်ထမ်းဆောင်မှုမှာကကမ်ပိန်းကာလဇူလိုင်လကုန်နောက်ဆုံးထားပြီးသက်ဆိုင်ရာထောက်ဖို့တပ်သားစုဆောင်ရည်မှုဖန်ရိုက်စာတက်ဆက်သွယ်နိုင်ပါတယ်။တင်းရဲ့ထောက်ဖို့တာဝန်ပြတ်ကွက်မှုမရှိစေနဲ့။လာပါငါတို့တူတူရုံမယ်။ ငုံမခံဘူးနောက်မဆုတ်ဘူးပြက်ကွက်မှုမရှိဘူး 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 တယောက်ကို1000ပဲလူလူ9000ပဲလူလူ100ပဲလူလူ900ပဲလူလူဒါလူများသွားရင်ဘာဖြစ်မလဲဆိုဒီ target amount ကပြည့်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်မနည်းများမဆိုဒီကလေးတွေကိုအားပေးသောအားဖြင့်ချစ်ချင်းအားဖြင့်လူပေးကြပါလို့လည်းပြောလိုတယ် ရှောင်းနေလာပြီငြိမ်းချမ်းမေရွှေမြမပြည်
ကျွန်တော်တို့ရဲ့လူငယ်တွေနော်ဘယ်လိုကပြဖြောပြမလားတီးဆိုဖြောပြမလားတန်ချက်တွေထိုးမလားဘယ်လိုအနေနဲ့ကျွန်တော်ကမ်ပိန်းတွေဆောင်ရွက်မလဲကျွန်တော်အားပေးရမှာဖြစ်ပါတယ်နော်ပြည်သူတွေကိုအပြစ်မမြင်နော်မေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ကျွန်တော်အားပေးကြဖို့ကျွန်တော်တိုက်တွန်းနှိုးဆော်ခြင်းပါတယ်ကဘာတခွင်မှာစာတင်ကမြမပြည်ရဲ့တောင်းစစ်တီများမင်းသားမောတော့ယူလို့မောတော့တော့ယူလို့ရ မောတယ်အဲ့ဒါဘယ်လိုလုပ်ပေးမလဲကျွန်တော်မောနေပြီတင်မင်းကြီးလေးအားကိုရအောင်ပါမင်း မင်းတပီးလေးကိုမောနေပြီမောပြပါဦးမင်းတပီးလေးကွာအေးငါညီလေးကမှလိုက်နေတယ်မောတယ်ကွာမောတယ်မင်းတပီးလေးခေါ်ပေးလိုက်ပါဦးကွာငါမောနေပြီโอเคဒီလေးတို့ဟာယောက်ျားလေးရင်အခဏလိုက်ပါကဲသူစားမေကိုချစ်လေးလာရဲ့လားမင်းသားတို့ချွေးပါကိုတေတေကမောနေပြီလားမောနေပြီကိုတေတေမောရင်ကိုတေတေမောရင်တော့ပြီးမှာပေါ့ကြည့်မှာပေါ့တော့ယူလေးရအခုမင်းသမီးလေးကိုဘလို့မောပြအောင်ချုံးမယ်ဒီကလေးဒီဆိုတော့ဒီရဲ့တေးဆွဲဖြစ်နေမှာပေါ့နော်ယူကလေးကိုတေးလေးကိုဘယ်သူနဲ့မှဝင်ပြန်ချင်နိုင်ပဲတယောက်ထဲပဲချစ်ချင်တာအဲ့လိုကိုယ်ပဲချစ်ချင်တာတော့မလို့မောင်ဒီမှာချီရပါဦးရှင်ဆိုတဲ့ချင်းလေးနဲ့ကျွန်တော်လေးညီမခပြရလို့ရှင်တာဝန်ကြည့်လိုက်ပါဦးတာဝန်ကြည့်လိုက်အောင်ဒီမလေးဟိုကောင်နေပဲနဲ့မတူဘူးတာဝန်ကြည့်ရတယ်တာဝန်ကြည့်ပဲမင်းတို့မင်းသမီးပိတ်ဟဲ့ငါတို့ခေမောင်ကြည့်လိုက်အောင်ကြည့်လိုက်ဟမ်ကွာတယ်
အရန်အမောပြည်သွားတာပဲလို့ဒီရုပ်ကြီးကအော်ကျွန်တော်လုံးလို့ဘယ်ရလဲကိုရဲ့မရဘူးလောက်တာတော့ဒီမှာတော့ဒီသမီးကဆင်းပြေးနေပြီမင်းတို့မင်းတို့ကတွေးဆောင်နေတယ်ရုပ်နဲ့ဟဲ့ရမင်းသမီးကိုမစော်ကားနဲ့ပြကြနေနေတယ်ငါတို့မင်းသမီးမှာကြည့်အကိတ်ဘာကိတ်တာဟုတ်ကိတ်ဖို့လားကုန်ကြည့်တယ်ဘာလဲမင်းတို့ကအညုံလိုက်စားလားငါတို့ခေပေါ့ကြည့်လိုက်အောင်ဆောင်းချောင်းကဗလိုင်းကြီးဝင်ဖက်လိုက်တယ်နော်စေးချောင်းကြီးတာမှကြီးပဲချစ်တယ်ပြောတာချစ်တယ်ဒီတော့ကားပြတော့ဘလုံးကားတော့မဆောင်ဆယ်လားကဲ तू ကချော့သွားတယ်လို့နှမရှင်တော့လည်းအခုချော့ကျင်နေရပေါ့ကိုကြီးရှင်လောင်းနဲ့ဟာရှင်လောင်းလားရှင်လောင်းနမလေးဘုံကိုသာဝေးစားနိုင်မယ်အချစ်ကိုတော့သူများနဲ့မစားနိုင်ဘူးကိုကြီးဒီတော့ဖောက်စားလွဲကဘူမီကဖြစ်နေတာဟိုအခုကျမမူပိုင်းဆိုတာကြီးညာခြင်းတဲ့အတွက်ဘသူမှမချင်ရဘူးဆိုတဲ့ချင်းနဲ့ချော့ပြရစေကိုကြီးတို့မင်းသမီးချမရှောင်းနီလာပြီတို့ရဲ့မြမပြည်တော်လန်မိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကသာခရိုင်အမှတ်3 PDF တပ်ရင်တပ်ထောက်ဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ထောက်တာဝန်ခံဇော်တူးအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ယခုကျင်းပနေတဲ့ရောင်နီလာပြီးဖက်ဒရယ်ရှိပြီးကမ်ပိန်းလေးကကချင်ပြည်နယ်ပညာရပ်ဆောင်အောင်မှာရှိတဲ့တက္ကသိုလ်ကျောင်းအသီးသီးမှာတော်လန်ကျောင်းသားကျောင်းသူလေးတွေရဲ့ကျောင်းတက်တော်လန်နေရင်ရှေ့တန်းစစ်မျက်နှာပြင်တိုက်ပွဲဝင်တော်လန်ရေးတပ်ဖွဲ့တွေအတွက်တက်နိုင်တဲ့ဘက်ကနေတအားကူညီထောက်ပို့ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်တဲ့ကမ်ပိန်းလေးပဲဖြစ်ပါတယ်ခင်ဗျာယခုဒီကမ်ပိန်းကတတ်မှတ်ရဲ့ကာလရောက်ရှိသည့်တိုင်အောင်တိုတယ်တက်က3500ရဲ့17%လောက်သာရရှိသေးတဲ့အတွက်အနေနဲ့ရမှတော်လန်မိဘပြည်သူများအနေဖြင့်ပါဝင်အားဖြည့်ပေးကြဖို့တိုက်တွန်းနှိုးဆော်ခြင်းပါတယ်ခင်ဗျာယခုလက်ရှိခေတ်သစ်မီဇီမာ People Voice Television အစရှိတဲ့ page တွေကနေအပတ်စဉ်တောက်ကြနေည9နာရီမှာဒီတော်လန်ကျောင်းသားကျောင်းသူလေးတွေရဲ့ပိတ်ပွဲဖျော်ဖြေတင်ဆက်မှုလေးတွေကိုကြည့်ရှုခံစားရင်ဇူလိုင်လ24ရက်နေ့ဒီပိတ်ပွဲကာလအထိဒီကမ်ပိန်းလေးမှာဆက်လက်ပါဝင်အားဖြည့်နိုင်ပါတယ်ဆိုတဲ့အကြောင်းအသိပေးဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာတော်လန်မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတော်လိုင်းအတွက်ကျွန်တော်တို့ပြည်သူတွေအတူတူထောက်ပို့ကြတယ်ပုံမအကားလာနိုင်မှုအတွက်မိကုန်းလေးတွေကိုအားလုံးတူဖြည့်ပေးပါဘေးကင်းလုံခြုံပြီးတော့ယုံကြည်စိတ်ချရတဲ့ platform တစ်ခုလိုချင်လားကိုယ်တိုင်အခုချက်ချင်းထောက်ဖို့အခုချက်ချင်း certificate တရားရနိုင်မဲ့အချိန်ကုန်သက်သာမြန်ဆန်တဲ့ platform တစ်ခုကိုလိုချင်လားရရှိလာတဲ့ငွေတွေကိုပွင့်လင်းမြင်သာမှုရှိအချိန်နဲ့တပြေးညီသိရှိနိုင်တဲ့ platform တစ်ခုလိုချင်လားထောက်ပို့တဲ့အခါမြေပြင်ကိုအမြန်ဆုံးရောက်ရှိစေနိုင်တဲ့ platform တစ်ခုကိုလိုချင်လားတော်လိုင်းအောင်ဝဲကိုစုပေါင်းအင်အားနဲ့အတူတူချီတက်နိုင်မဲ့ platform တစ်ခုလိုချင်လားဒီအချက်တွေအားလုံးကိုတင့်တဲ့တိတိကျကျပေးနိုင်တဲ့ support platform တစ်ခုရှိပါတယ်။ခုပဲ internet မှာ spreadcrownfund.org လို့ရိုင်းနေရှာပြီးတော့ SCF နဲ့အတူထောက်ပို့လိုက်ပါ။တို့တူချီတက် SCF တို့တူချီတက် SCF သူ
တွေ့တဲ့ဟိန်လေးကားတဲ့ပွဲတော်လန်တဲ့အောင်ပွဲညံပြည်တစ်ခွေငိမ့်ချမ်းစီပန်းရနံတွေဝေးထောင်မျိုးဆက်ထောင်သွေးဆက်ကဘာတီစေရဲရှင်မြည်မဝေးတော့တဲ့နာကပန်းနိုင်ရောက်တော့မင်းငါတို့လမ်းကိုင်းစီပိုင်းလိမ့်လာစီပိုင်းတော့ကောင်းရှိရပါလေချစ်လက်စာမရိုင်ခြင်းမရဲ့မြတ်တာရှိပါသစ္စာရှိပါညာရာကလေးရမချိုက်ဘူးတကယ်အတွင်းချင်းမလေးချစ်ကပေါက်တယ်ဇစ်တင်ထားတယ်ကျမမြတ်တာအလျှော့ခတ်တယ်နာမည်ကျော်ရင်မိတ်ကလေးတွေဝိုင်းနေရတယ်တကယ်များလို့ချစ်တဲ့လူတော့မင်းနဲ့တော့ဝဲနာမည်ကျော်ရင်မိတ်ကလေးတွေဝိုင်းနေရတယ်တကယ်များလို့ချစ်တဲ့လူတော့မင်းနဲ့တော့ဝဲမိဝါတရားပြောထားမယ်စင်ချင်မမောင်ရဲ့မင်းသားစင်စရာကျွန်တော်မင်းသမီးတွေပဲလားစလိုက်ကြော်တော့မောင်နာမကြည့်နေကြမယ်မခွဲပါစေမော်ရဲမလွဲလာရင်ပြောပွဲလူတကာမြင်အောင်စားဆွဲမယ်မောင်ကိုဘယ်သူမှမချစ်ကြပါဘူးမင်းသမီးတွေပဲရမှာဘယ်လောက်ပဲလားအများကြီးခံပြအများကြီးခံပြဒါပဲလားငါတို့မင်းသမီးကပြန်ဆက်ရှားပဲဒီတိုင်းပြီးလည်းတော့ပဲတော်တော်လာကြည့်တယ်ကျမတို့လာပြီးတခါပြန်တွေ့မယ်ဆိုရင်တပင်းတော့ချစ်ဖို့ခါသေးရရဲ့ကြည်ညိုရောက်ရဲ့ကျမသဘောထားလေးဒီတစ်ခါပြလိုက်မယ်မင်းသမီးပြပြီကြည့်ထားပြပါဗျာခက်ကဘာနောက်ဆုံးတော့လည်းနောက်ဆုံးများသွားတာပဲငါတို့မရပါဘူးကွာငါတို့ပဲခင်မမို့ရေး အားလုံးပဲ
ပဲမင်္ဂလာပါရှင်ယခုကျင်းပပြုလုပ်နေတဲ့ရောင်နီလာပြီး Federal ရွှေပြည်ဆိုတဲ့ campaign လေးကကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်အောက်မှာရှိကြတဲ့တော်လန်ကျောင်းသူကျောင်းသားတွေရဲ့ရှေ့ရန်မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်ရဲဘက်တွေကိုတတက်တအားကူညီပံ့ပိုးပေးလို့ရဲဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်နေတဲ့ campaign လေးပဲဖြစ်ပါတယ်ယခုဆိုလို့ရှိရင်အဲ့ဒီ campaign လေးကတတ်မှတ်ရက်ကိုရောက်ရှိလာပေမဲ့လည်းတတ်မှတ် target ပမာဏ3500ရဲ့17ရာခိုင်နှုန်းကိုသာရရှိလို့နေပါသေးတယ်ဆိုတော့ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့တော်လန်ကျောင်းသူကျောင်းသားတွေရဲ့ခွန်အားကိုအတိမတ်ပြုတဲ့အနေနဲ့အနေနဲ့ရရက်မှာရှိကြတဲ့တော်လန်မိဘပြည်သူများအနေနဲ့တအားသရွေ့ပါဝင်ပေးကြဖို့အတွက်ကိုဒီနေရာကနေတိုက်တွန်းချင်ပါတယ်အဲ့ဒီအပြင်မြစ်စီမှာခေတ်သစ် People Voice Television စတဲ့ page 3ခုကနေပြီးတော့အပတ်စဉ်တောက်ကြနေ့ည9နာရီတိုင်းမှာတော်လန်ကျောင်းသူကျောင်းသားတွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေကိုထုတ်လွှင့်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ပိတ်ပွဲကာလဖြစ်တဲ့ဇွန်လ24ရက်နေ့မတိုင်ခင်မှာအဆိုပါ page တွေကနေပြီးတော့ကျောင်းသူကျောင်းသားတွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေကိုကျွန်တော်တို့နဲ့အတူတူကြည့်ရှုခန်းစားရင်းနဲ့တော်လန်ကျောင်းသူကျောင်းသားတွေရဲ့ခွန်အားကိုအသိမှတ်ပြုတဲ့အနေနဲ့ဒီရောင်နီလာပြီး Federal ရွှေပြည်ဆိုတဲ့ campaign လေးမှာပါဝင်ပေးကြဖို့အတွက်ကိုအားလုံးကိုမေတ္တာရက်ခံချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တောင်ပေါ်မြေပြဲအတူမခွဲတူလက်တွဲရဲရဲညီစေဟေးအောင်လန်လွင့်ချီရွှေပြည်တော်သေးစီဆောနာဒါရိုက်တာအခုတော့ရမမင်းဖြစ်သွားပြီငရဲကိုပဲကောင်းနေလာမလဲလက်ပြည်ကိုပဲကောင်းနေပုတ်ပေးရမယ်ကြည့်ရအောင်ကဲဘယ်ကောင်းနေလာမလဲတက်ခဲ့ပါအဲ့ပဲဆိုင်နေရမမင်းနဲ့လက်ဆိုင်တာရမမင်းပဲမလောက်တော့ဟာလား ညီမမင်းဒီမှာဆူချနေတယ်ဒီဘက်တော့ရမမင်းဆိုတာလာချမှာမင်းကဘယ်ရတော့ကျွန်တော်အညာဗျမင်းအညာဆိုတာငါဒီမင်းကပါကောင်းတယ်မင်းယာဒူတွေပါလေလို့ယူယူတာတော့တိုင်းနေတာပြီညာဒီတိုင်းနေတာပြီမင်းဘလို့ကွယ်လွန်နှိမ့်စားရောက်ပြီးဒီရောက်လာတယ်ကျွန်တော်လည်းပြီးတော့ရတယ်စာရီမနိုင်တော့အဲ့ဒါတော့မနိုင်မင်းဘလို့သိလဲတော့မသိဆိုမင်းခဏနေမင်းခဏနေနောက်တစ်ယောက်မြန်လာမင်းရပဲတော့မယ်ဒီမှာရမမင်းရလေးကအေးခဏလေးကမင်းသမီးလေးနှစ်ပါးငါကျွန်တော်ပေးလာပေးပါရမမင်းဘာမှလည်းမဆိုင်ဘူးဘာမှလည်းမင်းရမမင်းဆိုတာအဲ့ဒီမှာတင့်တယ်မှာဖယ်တယ်ပရိသတ်ဒီဘက်ကိုကျွန်တော်ကဘယ်မှာနေရမှာဒီအဲ့ဘေးမှာပရိသတ်ကိုတော့ကြောင်းမပေးโอเคအမနတ်သမီးခေါင်းပါငရဲသမီးလေးဒီလာမင်းရောဘယ်လိုဖြစ်ပြီးဒီရောက်လာမင်းနာမည်ပြောနာမည်ရင်ပြောကျွန်တော်နာမည်မသိပါဘူးမင်းအဲ့ဆိုရင်မင်းရဲ့ຢာတူပြောဘာလုပ်ကြလဲမသိခင်ကကျွန်တော်တော်လိုင်းရဲ့အလုပ်ကိုလုပ်ပါတယ်ဒီကောင်တော့ကောင်းမင်းဘယ်လိုပြည်လုံးလိမ့်စားရောက်ဒီမှာဒီကိုရောက်လာတယ်ကျွန်တော်တယောက်တည်းနဲ့စီခွေးတွေရဲ့တိုင်ရင်တစ်ခုလုံးကိုဖြုတ်ပြီးတော့ပြန်လာမှာခလုတ်တိုက်ပြီးတော့ရှာရှုံးရပါတယ်ခလုတ်တိုက်ပြီးတည်ကြဟုတ်ပါတယ်မင်းကတော့တိုက်ရင်တိုင်အောင်ဖြုတ်ခဲ့တယ်ဆိုတော့မင်းကတော့မစိုးဘူးမင်းဒီနာခဏတည်းအဲ့မင်းတို့ချစ်တဲ့ဒီနာကိုခဏသွားဟေးခုနကဒီတက်တယ်ဒီမျက်ကြည့်နေပဲဟေးကဲနောက်ထပ်လူရှိတယ်တော့ကုန်လာကွာကြတယ်ချိန်ရရှိတော့မဟုတ်ဘူးဖေးစားဖေးအဘဒီမှာထိုင်ပါမင်းကဘာကောင်မလို့ငါတို့ဘာကွာမင်းငါဘယ်လဲပြပြလိုက်မသိဘူးငါရမမင်းဖေးစားရမမင်းနဲ့တို့ဘာနေရာယူချက်ကတော့ရမမင်းတော့မနေရဘူးဘယ်လိုလုပ်လိုက်ကောင်းလဲရန်လူဒီမှာရန်လူ
谁上来啊？ဘုံနဲ့ရှင်းလိုက်ရအောင်မင်းတို့ပြိတ္တကိုကြည့်ပြောမင်းတို့ဘာကောင်းလဲပြောမင်းပါလေအဘနဲ့ခန်းနေနေပါလေနော်အေးမင်းအဘတော့ကြည့်မင်းအောင်ဘယ်ရကောင်ငါကအဘရဲ့ကျင်ကြားရမှုဖြစ်ပါတယ်အကြကြပုံလေးမဟုတ်ဘူးကျွန်တော်နာမည်ကအကြကြမင်းလို့မင်းရပြီမင်းတို့ရတော့ဒီမင်းကဘယ်လိုဖြစ်ပြီးမှဒီတိတ်လာဒီကိုဘယ်လိုရလာမှရှိဘာတော့96ပါးရောက်လာနေခဲ့တော့မဟုတ်တာပြောနေတယ်လေပါလေပြည်သူရဲ့စစ်စစ်ဥစ္စာတွေအဝတ်စားပြီးစကူးနေမိတယ်ရမဟုတ်ဘူးပါတယ်မင်းလည်းကောမလိမ့်နဲ့ရမမင်းရှိမှာမလိမ့်နဲ့ဘာလဲဒီမှာပြည်သူတွေရှိရကွာပြည်သူလည်းရှိရတော်လိုင်းရေးပေါ်လည်းရှိရမင်းတို့လိမ့်မယ်ဆိုရင်တော့ငါနဲ့တွေ့မယ်မင်းလူပြည်တော်ကကောင်းမှုကုသိုလ်တွေဘာလုပ်ခဲ့လဲပြပြဖျားရီကျဲတယ်ကျောင်းတွေဆောက်တယ်အလူတွေလုတ်တယ်လမ်းတွေခင်းတယ်ဘာမှလည်းမဟုတ်တယ်လို့ပဲတော့ကကျွန်တော်တို့ကစာတင်ကျောင်းတွေကိုဘုံကျဲတယ်ဒီမှာဘက်ကလာတယ်ပဲပါတယ်ပြီးလူတွေကိုလည်းတတ်တယ်ဒီမှာဘောတကားဘုံကျဲတာကလေးနေရောက်လာမသိဘူးဟုတ်တယ်ပါတော့တာပါတော့မသိဘူးဟဲ့အောင်ဘုံကျဲတာဘယ်မှာကျဲရလဲအညာမှာမသိဘူးအဲ့ဒါရှာဦးမယ်နော်မင်းအညာမှာဆိုမင်းအညာမလားဟုတ်တယ်မင်းဘယ်လိုသိရလဲမင်းမသိဘူးမလားကျွန်တော်မသိနိုင်ဘူးအဲ့မင်းဒီကောင်ကြီးလက်ဆက်ကြောင်းမလားဒီလောက်တည်းပဲဒီကောင်နေလိုက်နေတာခဏလေးပါကြည့်လိုက်အောင်မယ်စည်ရင်နဲ့တင်ပြလိုက်ရအောင်ညီမမျိုးငါတို့ဘယ်လောက်ဆွမ်းလဲဆိုတော့ပြဟာဘာလဲငါတို့ကတော့ကွာပြောလိုက်တာကွာဟာဒီကောင်ပြီးလူကိုတိုင်စားတဲ့ကောင်ပဲဟဲ့ဝိုင်းတောင်းနေပြီဝိုင်းမတောင်းလားကောင်းနေတော့ဟဲ့ထိုးနေကောင်မင်းတို့ကငါထိုးပါလေအေးထိုးအဲ့မှာဈားရဲ့ပြည်သူခံရမှာအေးအမကျွန်တော်မှနေအေးငါ UN ဆိုတော့မင်းတို့ဒီတိုင်းပဲရဲကြည့်နေမှာစိတ်ဝင်ပြီးလို့ရမှာဘာလဲလို့ရမှာအေးရပြီအဲ့တော့ပြီးနိုင်ရပြီအေးရလာတယ်ဒီမှာဈားရဲ့ငါမြတ်ထုတ်သွားပြီရပြီပြည်သူတွေဆိုလာတယ်အေးနာရဲ့ပြည်သူတွေနာငါသိတယ်ရပြီဆိုမင်းတလဲရဲဘောမင်းလူ့ဘွားတော့ဘာလဲလောက်ခဲ့တော့အဘအဲ့လိုမလုပ်နဲ့သူများတမျိုးထင်တော့ကျွန်တော်စစ်ခွေးကိုတော်တော်လေးပါဝါဒနာရပါမင်းအဲ့ဒါဆိုရင်အဲ့ဒီ channel တွေမင်းကတော့တော်တော်ကောင်းနေမင်းလက်စားရပါရောလုပ်ပြီလားကျွန်တော်ဘီယာတော့နည်းနည်းတောက်ပါလေမင်းပတ်စံနဲ့မင်းတောက်တာလားပြည်သူလူငွေနဲ့တောက်တာလားမင်းအဲ့ပြောသူတို့ပြီးလို့ကျွန်တော်ကယူတာလေကျွန်တော်အတင်းမတောင်းပါဘူးဒီကဆိုတော့မစိုးမင်းကတော့ဒီလက်သမီးတွေနဲ့မင်းကိုလက်တီပို့ပြီးတော့အစီအစဉ်ရှိအေးမင်းရောလူပြည်မှာတော့ဘာလုပ်ခဲ့တော့ကောင်းမှုပြောစမ်းကျွန်တော်မိဘနှစ်ပါးကိုကောင်းအောင်လုပ်ပြီးပါလေကိုရမင်းပြောတော့ဘာမှမမှတ်မိဘူးဆိုတီတာမမှတ်မိတာပြောတာမင်းတခြားကောင်းတာရောဘာလုပ်နေတော့ကျွန်တော်ရတော့ကြုံကြည့်ရလုပ်ကြပြီးတော့ကိုလာရေးတယ်လူဝင်ဖြစ်ပါလေအေးမင်းပါမင်းရောဘာလဲရန်တိုက်တာပဲရှက်လာပြီမင်းငါပြောမယ်မင်းတို့လည်းကောင်ကဒီထဲမှာအဆိုးဆုံးငါမင်းတို့ဆုံးမမလားငါရှိမှလားအဘထိုင်ဝင်ယူပေးရမလားဟဲ့မင်းတို့ကတော့ထိုင်ကုန်ယူနေတော့ငရဲတောင်ရောက်နေပြီတကယ်အပြင်ကောင်လည်းငရဲရောက်တော့မှထိုင်အဲ့မှာထိုင်ငါဘက်ကိုမကြည့်နဲ့ပြိတ္တောလို့ကြည့်ငါဆုံးမတင်ပြီးဝေးထိုင်မင်းတို့ဘာရလဲအေးအဘကိုလေးလေးစားပြောစမ်းပါကွာငါတို့ဘာမှဘုံရှိနေတာနှလုံးပါနှလုံးဒီနှလုံးကဘယ်တော့မှအခုခေတ်မှာအဲ့လိုကြောက်တယ်ကြောက်မဲ့ကောင်းနေမဟုတ်တော့ဘူးအေးမင်းတို့ငါဆုံးမဒီဘဝမင်းတို့ရဲ့ဝစ်ချွေးတွေကအာကုသိုလ်တွေကနောင်ဘဝမှာလည်းမင်းတို့မကြည်နိုင်တော့ဘူးမင်းတို့ဖျားတဲ့အကြောင်းဆောက်တာတွေကိုဒီအပေါ်ပန်းပြပြီးမှနောက်မှာလူတက်သိအောင်လားအချင်းချင်းလည်းတက်မတိုက်ရှင်တဲ့ကောင်တွေလည်းတိုက်ခိုင်းဒီမှာတိုက်ရှင်တဲ့ကောင်တွေလည်းတက်ခိုင်းအိမ်တွေမီးရှို့မင်းတို့ကောင်းတာဘာလို့လဲမင်းတို့လိမ်မဲပြောတာမဟုတ်လားမင်းတို့ဒီပြန်ကြားရေးဌာနကိုတည်းအမားပြန်ကြားရေးဌာနလို့ပြောင်းချင်လား
မဟုတ်ဘူးကျွန်တော်ကအဘရဲ့ရိတ်လေးမှာခုလုံးရတာပြောအဘဘောဒီနေ့တော့ပြောတယ်အဘကြီးစားဆိုမင်းစားပါချီရတော့မကျဲတော့ပါဘူး စစ်တွေပဲကြည့်ပါ အဘရဲ့ရှက်လာပြီကွာအဲ့ဒါမြောက်ကြားကိစ္စတွေလေအဘ အဲ့လိုကွာဒီလာတော့မင်းဖြစ်လာတယ် အဘနော်ဒီလာတဲ့ဖြစ်တော့ငါမင်းတို့ညောက်ပြောနားထောင်ပါလားမင်းတို့ငါပြောတာနားထောင်ပါငါမင်းတို့ဆုံးဖြတ်နေတာဆုံးဖြတ်ပေးနေတာနတ်ပြည်ပိုးရမလားငဲပြည်ပိုးရမလား ရေကြီးလို့တော့ရေတမိအများကြီးပဲ လာလိုက်တာ ကျိုးမယ်ကျိုးကလားဒီမကောင် ရပြီမင်းတို့နှစ်ကောင်ကကောင်းတဲ့ကောင်နေဆိုတော့နတ်ပြည်သွားလို့ရတယ် ငါတမီးလေးနဲ့လား ဒီမင်းတော့မထိုင်နဲ့အဲ့6ဒီနေ့လို့စိုက်တဲ့လူကြီးထိုင်နေကွာငါဒီနေ့ရောက်နေစင်းရှင်းရအောင်လားအေး ဟုတ်ပြီတော့ အဖတော့ဘွားလူပေါ်ရင်ငါတို့ရေးပြီးပုံကြရအောင်နော် ဒီရဲ့တမီးလေးကိုဆွဲစားရပါ တေးအဲ့ဒါ တော့အများကြီးပဲ မင်းတို့ကောင်တယ်ဟဲ့လေငါပြောနားလာအောင်လို့မင်းတို့ပြောချင်ရပဲပြောရင်လုပ်ချင်ရပဲလုပ်နေတာဝါနာရပါ အဘအကြောင်းဘာမှမသိနေလားပြောတယ်ငရေမရနဲ့ငါကန်လိုက်မှန်းပါမင်းတို့စီမှာမလုပ်ရဲတာဘာမှမရှိဘူးလို့ပြောရဲကောင်ဘဲကောင် ဘသူမှမကြောက်ချီချူလာရဲ့ကြောက်တာရ မင်းရောဒီကောင်စိတ်ထဲကနေမင်းအရင်ကိုးကွယ်နေတာမဟုတ်လားကိုးကွယ်ပါလည်းနည်းကဲ့ရုံပါသူကနော်နည်းနည်းပတ်စံရှိလို့အာနိုင်ပါရှိနေဆိုတော့ပြီးတော့ပြောစရာနည်းနည်းပါပါပေါ့မင်းတို့ကောင်တွေကလူသက်မရင်းချင်းအိမ်နေမိရှုနေပြောစရာလို့ထင်တယ်မရင်းချင်းတော့မပါဘူးရဲ့ ဘသူမှမသိတော့ဘူးကွာ ရှုံးမပြောနေရပါလားမင်းတို့ပဲမင်းတို့စရင်ငေါ့ပြမင်းတို့စရင်ငေါ့ပြဘာလို့ပြမရဘူးတမောလို့မရေမင်းဆိုလည်းမပြနိုင်ဘူးငါဆိုတဲ့ကောင်ကကောင်းတာရောဆိုးတာရောလူပြည်မှာလှုပ်ခဲ့လို့ငရဲလေးဖြစ်နေတာကွာအဲ့လိုလို့ဆိုရပါလေနော်မင်းကလူဘဝတော့ဘာလို့ငရဲမင်းဖြစ်လာလဲငါလူတွေရဲ့ကောင်းတဲ့အကျိုးတွေပဲလားရှေ့ရှုခဲ့တာကွာအဲ့ဒါကြောင့်ဒီထိုင်ကုန်ပေါ်ရောက်နေတာထိုင်ကုန်လေငါတို့ဘာထိုင်ကုန်တော့ရွှေရပါတယ်ပြောပြလိုက်ပြောပြ စိန်တော်ပါတယ်ကွာရွှေပဲမဟုတ်မင်းတို့အဲ့ဒါပြည်သူတွေရဲ့တွတ်ထက်တွေကိုမင်းခိုးထားရတာငါအဲ့လိုမခိုးဘူးငါပေါ်တင်ခိုးတာမဟုတ်ဘူးရန်ကုန်ကဘိုးချိုအောင်ဆန်လာလာတဲ့ကဘိုးချိုကနတ်မှာပါမင်းစာရုံးမရှိတဲ့ရှောက်မပြောပြောမယ်အဖေဆုံးမင်းတို့လည်းအဲ့လိုပဲစာရုံးမရှိတဲ့ရှောက်ပြောတာရှောရွှေဆိုင်ကားလို့အဲ့ဒါကိုပြောချင်တယ်အေးအဲ့ဆိုတော့မင်းတို့စုံဖြတ်ပြီမင်းတို့ငါစိတ်ကြည်နေစီမဲ့စကားတခုပြောနိုင်မင်းတို့လူပြည်ပြန်ပို့ပြီမင်းတို့နောက်ဆုံးအနေနဲ့မေးမယ်မင်းတို့ဒီလူတက်မရင်းချင်းအိမ်နေမီးရှို့ပြည်သူစီးစိမ်ဥစ္စာတွေကိုတဝတလေမျိုးနေရောမှာလားဆိုတာငါ့ကိုပြောမြင်မလားမမြင်ဘူးလားအပချာမီးရဲ့တောင်မြူချင်းလာပြီကွာငါကြီးကောင်နေမင်းတို့ကောင်နေတာမှတော့မရေသွားတော့မီးရဲ့တမီးလေးတွေအများကြီးပဲမရေတမီးတွေဘာမရေသွားတယ်ကျောင်းသားတွေဖြစ်လျက်နဲ့စာတွေများပြီးတော့မှသူတို့စိတ်တွေပြင်ပန်းဆောင်ဘွဲတွေများပြီးတော့ပြင်ပန်းတဲ့ဂျားတွေကနေပြီးတော့လှုပ်ထားတဲ့ဟာလေးတစ်ခုဖြစ်တယ်ပေါ့နော်ကြိုးစားပန်းစားဖော်ဆောင်ထားတဲ့ဟာလေးတစ်ခုဖြစ်တယ်အဲ့တော့ဒါလေးကိုလည်းကြည့်ရှုခံစားရင်းနဲ့ဆရာတို့ဆရာမတို့ဝိုင်းပြီးတော့မှပြည်သူပြည်သားတွေရောကျွန်တော်တို့တောင်းပန်နေတယ်နောက်ပြီးတော့မှသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော်ဒီ campaign တစ်ခုဖြစ်ဖို့ဆိုတာမလွယ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်campaign target ပြည့်ဖို့ဆိုတာလည်းမလွယ်ဘူးဆိုတာသိတယ်ဒါပေမဲ့လည်းသူကဖက်ဖက်ကဝိုင်းဝန်းဆောင်ရွက်မဲ့လူတွေ fundraiser တွေပေါ့နော်သူကတိုင်းကြဝိုင်းကြမဲ့အဖွဲ့တွေကိုလည်းဒါကျွန်တော်တို့ကတော့ကျေးဇူးတင်ကြောင်းပြောခြင်းတယ်ပေါ့နော်ကျေးဇူးတင်ကြောင်းပြောခြင်းတယ်ဝိုင်းပြီးတော့လည်းကိုကြီးစောင့်ရှောက်ပေးကြပါအားတော့တော်လန်ကျောင်းသူကျောင်းသားတွေပထမဆုံးချိန်ဖြင့်စင်ပါပြုလုပ်တဲ့ရောင်လာပြီး Federation ပြည် campaign မှာအတူပူးပေါင်းပါဝင်လူဒန်းပေးကြဖို့တိုက်တွန်းဖိတ်ခေါ်ရပါတယ်ရှင်ကဘာတခွေမှာစာတင်ကမြမပြည်ရဲ့တောင်းစစ်တီများ
ရဲသွားမှာပါ အချိန်လေးလေးလေ့နေပြီဆိုတော့နှစ်ပါးလေးသိမ်းကြအောင်နော်ဒီလိုရှိတော့ရင်အင်းကြီးပြန်ဝင်နှစ်ပါးသိမ်းမယ်နော်အားလုံးပဲဒီချိန်ထိစောင့်မျှော်ကြည့်ရှုအားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနော်ကျန်ရှိနေတာကျွန်တော်ကျေးဇူးတင်ဖို့ကျန်ရှိနေတာခုနကကျွန်တော်ရဲ့ဝက်လက်တစ်ချင်းလေးကျွန်တော်မှာတစ်ချင်းလေးရှိမထားဘူးเนาะရှိမထားတော့ဝက်လက်တစ်ချင်းလေးကောက်ဝေးရခွင့်ပြုပေးတယ်အကိုသားစစ်နော်တော်လည်းမင်းသားကျွန်တော်တို့ရဲ့နော်မင်းသားလေးမှာတကယ်ကိုတော်လည်းကြီးမှာလက်တီပေးနေတယ်နော်ကိုသားစစ်ရဲ့မမဝါထက်ကတစ်ချင်းလေးကိုဒီဆိုပြပြဖို့ပြပြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ရဲ့ရောင်းနေတာလေးဖက်ဒရယ်ရှိပြီးတစ်ချင်းလေးကိုမေစီဆွဲပေးတဲ့သူနဲ့ရေးသားပေးတဲ့သူကကျွန်တော်ဒီဟာလေးလုပ်ချင်တယ်ဆိုတဲ့အချိန်မှာမငြီးမညူပဲတကယ်ကိုရေဖက်တူတဲ့သူတွေပေါ့နော်คุณยินดีรับใช่ไหมชื่อตุ๊กตาเนี่ยโอเคတော့လူငယ်တွေရဲ့အားနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ညာကြီးတွားရအောင်နော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီပွဲလေးကိုဖြစ်မြောက်အောင်လုပ်ချင်ရတဲ့ရည်ရွယ်ချက်ကတော့ငါတို့လူငယ်တွေတော်လည်းရေးမှာစိတ်အားထက်သန်စွာနဲ့ပါဝင်နေကြတယ်ဆိုတဲ့ဟာကိုတလောကလုံးကနေသိစေတယ်လို့ကျွန်တော်အနေနဲ့ဒီပွဲကိုဖြစ်မြောက်အောင်လုပ်ရခြင်းဖြစ်တယ်နော်အဲ့တော့အခုချိန်ကြီးအထဲမှာရှိနေတဲ့ကျေးဇူးတင်ကျေးဇူးများကြီးတင်ပါတယ်နော်အားလုံးလေးပထမတစ်ခုကတော့ကျွန်တော်ရောင်နေနေဦးထောင်းပြောပြူအဲ့ဒါဗီဒီယိုလေးကို support ပေးတဲ့ဆရာကြီးဦးမောင်မျိုးကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဒုတိယတစ်ခုကတော့မိတ်ဆာရှင်းပွဲနော်အဲ့ပုံမှာလည်းအားတက်တယ်ရော support ပေးတဲ့ဆရာအောင်လင်သူကျေးဇူးများကြီးတင်ပါတယ်ဆရာအောင်လင်သူရဲ့ချိတ်ဆက်ပေးမှုနဲ့ဒါကျွန်တော်ကဒီ group ကကလေးတွေနဲ့တွဲဆုံပြီးတော့လောက်ကြည့်ဖြစ်မြောက်တာပေါ့နော်အဲ့တော့ညကျေးဇူးတင်ပါတယ်နော်ဆရာမတင်တာကျွန်တော်အကုန်လုံးအဲ့တော့ကျွန်တော်ရဲ့ကျွန်တော်ကမှထွက်ရှိထားတဲ့မိတ်ဆာရှင်းပွဲဆိုတဲ့ဟာလေးဒီစစ်ဘလူးမိတ်ဆာတွေကိုကျွန်တော်တို့အပြည့်ရှင်းကြရအောင်လေဒီလူငယ်တွေအားမလျှော့သေးဘူးတော်လည်းရေးမှာဘသူတွေဘလို့ပဲဒီလမ်းကြောင်းပေါ်မှာကြကြံနေခဲ့ဒီပဲဖြစ်စေရှိတဲ့လူတွေကျွန်တော်တို့ပန်းနိုင်ရောက်သွားမယ်ရောက်သွားမယ်ကိုကြီးနော်ဘသူတွေပါအကိုတို့တွေရှိသေးတယ်ဆိုတဲ့ဟာကိုဒါတက်နေပြနေရနော်ပါတယ်ရှင်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆာရှင်းပွဲဆိုတဲ့ဟာလေးနဲ့ဒီနှစ်ပါးလေးကိုသိချင်ပါတယ်ခင်ဗျာနော်အဲ့တော့အောင်စီလေးရုံးပြီးတော့ကျွန်တော်ရဲ့ကိုယ်ပိုင်တစ်ချက်လေးပြန်ပြီးတော့လာပါဦးမယ်ကစင်တဲ့သူတွေကတော့နေခဲ့ပါဦးနော်